အောင်တော်မဲမင်္ဂလာပါခင်ဗျာပြည်တော်စုလွှတ်တော်နာယကနဲ့တော့ကပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်များပြည်တော်စုအစိုးရအဖွဲ့ဝင်များပြည်တော်စုအဆင့်အဖွဲ့အစည်းဝင်များနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအမိဘပြည်သူများအားလုံးကိုယ်စစ်နေပြကျမ်းမှာချမ်းသာကြပါစေကြောင်းဥစွာဆုမွန်ကောင်းတောင်းရင်နှုတ်ခွန်းဆက်တာအပ်ပါတယ်ကျွန်တော်ဥဆောင်တဲ့အစိုးရအဖွဲ့သစ်နိုင်ငံတော်တာဝန်များကိုစတင်လွှဲပြောင်းယူခဲ့တာဟာဒီနေ့မှာရက်ပေါင်း100ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်ရက်ပေါင်း100ကာလဟာကျွန်တော်တို့အစိုးရအဖွဲ့သမကနိုင်ငံတော်အတွက်ပါအလွန်အရေးကြီးတဲ့အခြေခံအုတ်မြစ်များချမှတ်နိုင်ခဲ့တဲ့ကာလတစ်ခုပဲဖြစ်ပါတယ်ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီကျင်းပခဲ့တဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကတည်းကပေါ်ထွက်လာတဲ့ကျွန်တော်တို့အစိုးရအဖွဲ့ပေါ်မှာပြည်သူများရဲ့ယုံကြည်အားကိုးမှုကိုအလေးထားသောအပြင်ဒီရက်ပေါင်း100အတွင်းဦးစားပေးလုပ်ငန်းစဉ်တွေကိုအဆောင်ကုန်ချိုးပန်းအကောင့်တွေပေါ်ဆောင်ရွက်ခဲ့ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့အစိုးရအဖွဲ့တာဝန်ယူခဲ့တဲ့အချိန်ကနေရက်ပေါင်း100ပြည့်မြောက်တဲ့ဒီနေ့အထိဆောင်ရွက်မှုတွေနဲ့ပြောင်းလဲတိုးတက်မှုတွေကိုပြည်ထောင်စုလွှတ်တော်ကတဆင့်မိဘပြည်သူများကိုတင်ပြသွားမှာဖြစ်ပါတယ်။ပြည်ထောင်စုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာကျွန်တော်တို့နိုင်ငံဟာ2020ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာဖြစ်ပေါ်ခဲ့တဲ့မဲပထမမှုတွေနဲ့အဲ့ဒီမဲပထမမှုဖြစ်စဉ်ကိုဥပဒေနဲ့ညီမရှိရှင်းခဲ့နိုင်ကြရကြောင်းနိုင်ငံတော်မှာအရေးပေါ်အခြေအနေကြီးညာခဲ့ရတဲ့ကာလတစ်ခုကိုဖျက်ဆီးခဲ့ကြရပါတယ်။အဲ့ဒီကာလတွင်ပြည်တွင်းပြည်ပသွေးထိုးလှုံ့ဆော်မှုတွေကြောင့်စူပူကြမ်းဖက်မှုများနဲ့လက်နက်ကိုင်ပြည်ပကတွေပေါ်ပေါက်ခဲ့ပြီးနိုင်ငံရေးတည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုများစွာထိခိုက်စေခဲ့တာအားလုံးအပြည့်ပဲဖြစ်ပါတယ်။ဒါပေမဲ့တပ်မတော်တွေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီအစဉ်စဉ်ဆောင်ရွက်ခဲ့ရမှာယူကပြည်သူလူထုရဲ့ဆန္ဒနဲ့ညီလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီထူထူရွေးကောက်ပွဲကြီးကိုအောင်မြင်စွာကျင်းပပေးနိုင်ခဲ့ပါတယ်။မဲပေးမှုပိုင်းဝင်ရှိသူများရဲ့54.2%လာရောက်မဲပေးချတာဟာပြည်သူတွေအနေနဲ့ဒီမိုကရေစီစနစ်ကိုအမှန်တကယ်လိုလားကြောင်းပြသလိုက်ခြင်းပင်ဖြစ်ပြီးဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပြန်လည်ခြေချနိုင်ခဲ့ပြီဖြစ်ပါတယ်။နိုင်ငံတော်သမ္မတအနေနဲ့ကျန်းသစ္စာဆိုတဲ့နေ့ကမီဒီယာများရဲ့မိမ့်မှုကိုကျွန်တော်ပြန်လည်ဖြေကြားတဲ့အခါမှာတိုင်းပြည်တည်ကြည်အေးချမ်းမှုရရှိရေးနဲ့ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကိုလေးထားပြီးဦးစားပေးဆောင်ရွက်သွားမယ်လို့ပြောခဲ့ပါတယ်။ကျွန်တော်တို့ဆိုအနေနဲ့စတင်တရားဝင်ယူခြင်းကစပြီးတိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးဆိုတဲ့ဦးစားပေးရည်မှန်းချက်2ရပ်ကိုအချိန်ဟုန်မြင့်ဖော်ဆောင်ခဲ့ပါတယ်။အထူးသဖြင့်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကြီးတည်ဆောက်နိုင်ဖို့နဲ့တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိစေဖို့တဲ့ငြိမ်းချမ်းရရှိရန်မှာမဖြစ်မနေလိုအပ်ပါတယ်။တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင်ပြည်သူတွေရဲ့လူမှုစီးပွားဘဝနဲ့နိုင်ငံစီးပွားရေးကိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ငြိမ်းချမ်းတဲ့ပတ်သက်လို့နိုင်ငံရေးရသဘောထားကွဲလွဲမှုများကြောင့်လက်နက်ကလမ်းစဉ်ကိုရောက်ရှိနေသူတွေကိုဥပဒေဘောင်တွေပြန်လည်ဝင်ရောက်လာဖို့နဲ့ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးနိုင်ဖို့တဲ့ဒီရက်ပေါင်း100အတွင်းမှာအချိန်ဟုန်နဲ့ဆောင်ရွက်ခဲ့ပြီးငြိမ်းချမ်းရေးတကားကိုလည်းထာဝရဖွင့်လှစ်ပြီးဖိတ်ခေါ်ခဲ့ပါတယ်။တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲသဘောတူစာချုပ် NCA ရဲ့အပိုက်25အရပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာဆွေးနွေးသဘောတူချုပ်ဆိုခဲ့တဲ့ပြည်ထောင်စုသဘောတူစာချုပ် Union Accord အစိပ်ပိုင်း1 2နဲ့3တို့ကို NCA အပိုက်20စလုံးနဲ့အညီဆွေးနွေးတည်ပြုချက်ရယူဆောင်ရွက်နိုင်ဖို့ပြည်ထောင်စုလွှတ်တော်ကိုတင်သွင်းထားပြီးလည်းဖြစ်ပါတယ်။တိုင်းဒေသပြည်သူတရားလုံးရဲ့လူလက်ချက်ပန်းတိုင်ဖြစ်တဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုအခြေခံတဲ့ပြည်ထောင်စုပေါ်ပေါက်လာစေရေးနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်ကိုပြင်ဆင်ရန်အချက်43ချက်ပါပြင်ဆင်ချက်များကိုလည်းပြည်ထောင်စုလွှတ်တော်သို့ပေးပို့ထားပြီးဖြစ်ပါတယ်။ဒါကြောင့်ကြိုတင်နေရတဲ့သဘောထားကွဲလွဲမှုတွေနဲ့လူလားချက်တွေကိုလက်နက်ကန်လမ်းစဉ်နဲ့မဖြေရှင်းပဲနိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့်နိုင်ငံရေးနီလာပြစ်တာအေးချမ်းစွာဖြေရှင်းအဖြေရှာကြဖို့အလေးနဲ့ထားပြီးထပ်မံတိုက်တွန်းလိုပါတယ်။ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ငြိမ်းချမ်းတကားကိုထာဝရဖွင့်လှစ်ထားရှိသည်ဆိုတဲ့ခံယူချက်နဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့ EAO အားလုံးကိုတွဲဆုံဆွေးနွေးဖို့အမြဲဖိတ်ခေါ်နေပါတယ်။
NCA လက်မှတ်ယူထားတဲ့အဖွဲ့တွေနဲ့မထိုးရသေးတဲ့အဖွဲ့တွေအားလုံးမြည်သည့်ကြိုတင်ကန့်သက်ချက်ကိုမှမထားဘဲပြည်စုံဆွေးနွေးကြဖို့ EAO တွေကိုငြင်းကြရတဲ့ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်။ဒါကြောင့်လည်းတိုင်းဒေသလက်နက်ကအဖွဲ့အစည်း73ဖွဲ့တို့နဲ့ပြည်စုံဆွေးနွေးနိုင်ခဲ့ပါတယ်။ကျွန်တော်တို့နိုင်ငံဟာလူလိုက်မဆုံးရှုံးခင်ကတည်းကတိုင်းရင်းသားတွေအားလုံးစုစုစည်းစည်းနဲ့နေထိုင်ခဲ့ကြတဲ့နိုင်ငံဖြစ်ပါတယ်။လူလိုက်ဆုံးရှုံးပြီးနောက်ပိုင်းအမျိုးမျိုးသောဒုက္ခမှုတွေကြောင့်တိုင်းဒေသစီလူညွှန်မှုပြတ်ပြားခဲ့ရသလိုလူလိုက်ရပြီးတဲ့အချိန်မှာလည်းအမျိုးမျိုးသောဒုက္ခမှုတွေကြောင့်တိုင်းဒေသစီလူညွှန်မှုတွေပြင်းပြင်းခဲ့ရပါတယ်။ဒီနေ့ဒီအချိန်ခါမှာတိုင်းဒေသအားလုံးစုစုစည်းစည်းညီညီညွတ်ညွတ်နဲ့နိုင်ငံသစ်ကိုအထူးတကွတည်ဆောက်ကြဖို့လိုပြီးဒီညီညွတ်မှုခွန်အားဟာကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်တွေအတွက်တန်ဖိုးမဖြတ်နိုင်တဲ့တမိုင်းမွေတစ်ခုဖြစ်ကြံရည်နေပါပဲဖြစ်ပါတယ်မြို့သားစီလူညွညွရေးနဲ့ငင်းညိုင်းဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC ကတစဉ်လက်နက်ကိုင်အဖွဲ့အစည်းများနဲ့အပြုသဘောဆောင်တဲ့ဆွေးနွေးညှိနှိုင်းမှုတွေဆက်လက်လုပ်ဆောင်လက်ရှိနေပါတယ်ဒါကြောင့်နိုင်ငံတော်မှလို့အများစုတည်ငြိမ်အေးချမ်းစေဖို့ငင်းညိုင်းရေးကိုတည်ဆောက်တဲ့နေရာမှာမဖြစ်နိုင်တာတွေကိုတောင်းဆိုနေပဲစားဖြစ်စဉ်နဲ့ကိုက်ညီတဲ့ဖြစ်တဲ့နာဖြစ်နိုင်တာတွေကိုဒါညှိနှိုင်းတောင်းဆိုကြဖို့လည်းလိုအပ်ပါတယ်ထာဝရညီညာရရှိရောကျိုးပေါင်းဆောင်ရွက်ရမယ့်တာဝန်ဟာအစိုးရမှာပဲတာဝန်ရှိတာမဟုတ်ပဲအစိုးရတပ်မတော်လွှတ်တော်နဲ့နိုင်ငံရေးပါတီများအပါအဝင်တိုင်းဒေသပြည်သူအားလုံးတို့မှာလည်းတာဝန်ရှိတာဖြစ်တဲ့အတွက်နိုင်ငံလို့ထာဝရညီညာရရှိအောင်ဆောင်ရွက်တဲ့နေရာမှာပြည်သူများနဲ့ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကလည်းတပ်ဆန်းတို့ရဲ့ပူးပေါင်းဆောင်ရွက်ပေးကြဖို့အလေးနဲ့ထားပြောကြားလိုပါတယ်ပြည်ထောင်စုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာနိုင်ငံတော်ကာကွယ်ရေးနဲ့ပတ်သက်လို့တပ်မတော်ကိုတိုက်စွမ်းရည်တိုက်စွမ်းအားရှိတဲ့ခေတ်မီတပ်မတော် Standard Army တရက်ဖြစ်အောင်ဖွဲ့စည်းတည်ဆောက်သွားမှာဖြစ်ပါတယ်ဒီနေရာမှာတိုက်စွမ်းအားရှိဖို့အတွက်လိုအပ်တဲ့အရင်းမြစ်တွေရရှိစေဖို့ကျွန်တော်တို့အစိုးရအနေနဲ့မူဝါဒများချမှတ်ပြီးဆက်လက်ဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်ဖွဲ့စည်းဖို့ခြေခံဥပဒေပုံမှန်340နဲ့အညီနိုင်ငံတော်လူကြီးတဲ့ကာကွယ်ရေးမှာပြည်သူလူထုတရားလုံးပါဝင်ရေးအတွက်တပ်မတော်ဦးဆောင်မှုနဲ့ပြည်သူ့စစ်မဟာဗျူဟာကိုဖော်ဆောင်ရမှာလည်းဖြစ်ပါတယ်။နိုင်ငံတော်မှာယူသည်ခံညာလောက်တဲ့ကာကွယ်ရေးဆောင်ပကနဲ့လုံခြုံရေးဆောင်ပကရရှိစေဖို့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာအသက်သွင်းကအာဏာတည်ရှိခဲ့တဲ့ပြည်သူ့စစ်မှုထမ်းဥပဒေကိုလည်းဆက်လက်အကောင့်တွေပေါ်ကျင့်သုံးသွားမှာဖြစ်ပါတယ်။တိုက်စွမ်းရရှိတဲ့တပ်မတော်ဖြစ်လာစေဖို့လေးလာလေးကျင့်လိုက်နာဆိုတဲ့လုပ်ငန်းစဉ်နဲ့ညီတပ်မတော်ကအမြဲမပြတ်ကြိုးစားလေ့ကျင့်နေကြရမှာဖြစ်ပါတယ်။ပြည်သူ့လုံခြုံရေးအတွက်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှတာဝန်ရှိပေမဲ့ကျွန်တော်တို့နိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေအရတပ်မတော်အနေနဲ့ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီးပါဝင်ဖြစ်ရှင်းဆောင်ရွက်နေရခြင်းလည်းဖြစ်ပါတယ်။ရဲတပ်ဖွဲ့မှာနေမီထိန်းသိမ်းတဲ့ရဲတပ်ဖွဲ့ Armed Force Police နဲ့စီမင်းဥပဒေစည်းကမ်းပိုင်းဆိုင်ရာထိန်းသိမ်းတဲ့ရဲတပ်ဖွဲ့ Law Force Police ဆိုပြီးတော့2မျိုးရှိပါတယ်။ပြည်တွင်းငြိမ်းချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်ရဲတပ်ဖွဲ့တွေရဲ့စောင့်ဆောင်မှုပိုင်းဆိုင်ရာပုံမှုတူလွတ်လာစေဖို့စနစ်တကျလေ့ကျင့်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ရည်ကျင်သာပြုပါသောအာဂရိကင်းသောပြည်သူချစ်သောရဲတပ်ဖွဲ့များဖြစ်လာစေဖို့စီမံဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ရဲတပ်ဖွဲ့များနေထိုင်မှုအဆင်ပြေစေဖို့နဲ့24နှစ်အသင့်ရှိနေစေဖို့အဆင့်ရှိတဲ့ရဲတပ်ဖွဲ့အိမ်ယာတွေကိုလည်းတိစောက်ပေးလျက်ရှိနေပါတယ်။ပြည်သူလူထုရဲ့အဓိကထိတွေ့နေရတဲ့ရက်ွက်ကြီးရွာအုပ်စုစဉ်မြို့နယ်အဆင့်တွေမှာတာဝန်ယူရတဲ့အုပ်ချုပ်ဖွဲ့စည်းတွေကိုလည်းနိုင်ငံတော်ကချမှတ်ထားတဲ့စီမီစည်းကမ်းတွေဥပဒေနဲ့အုပ်ချုပ်ရေးအခြေခံသဘောတရားတွေကိုသိရှိနားလည်တဲ့အဂရိကင်းပြီးစွမ်းရည်ရှိတဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေဖြစ်အောင်စနစ်တကျလေ့ကျင့်ပေးသွားမှာလည်းဖြစ်ပါတယ်ပြည်တော်စုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာမြန်မာနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကိုကာကွယ်မြှင့်တင်တဲ့နေရာမှာအခြေခံဥပဒေပါနိုင်ငံခြားရေးမူဝါဒဖြစ်တဲ့လွတ်လပ်ပြီးတက်ကြွတဲ့ဗဲမရတဲ့မူဝါဒကိုဆွဲကင်ပြီးနိုင်ငံတကာဆက်ဆံရေးမှာဗဲမြဟန်ချက်ညီတဲ့ဆက်ဆံရေးကိုတိဆောက်သွားမှာလည်းဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံများဒေသတွင်းနိုင်ငံများနဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးကဏ္ဍအသီးသီးမှာဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ညီညွတ်စွာအတူရှင်တွဲနေထိုင်မှုကြီး900နဲ့ညီနိုင်ငံတကာဆက်ဆံရေးကိုလည်းခိုင်မာအောင်တည်ဆောက်သွားမှာဖြစ်ပါတယ်။ဒီနေရာမှာအာဆီယံအခြေအနေနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြားလိုပါတယ်။အာဆီယံထုတ်ပြန်ချက်5ချက်ဟာ
အာဆီယံအဖွဲ့ရဲ့ဘုံသဘောတူညီချက်မဟုတ်ပဲအာဆီယံအထက်ကျဥက္ကဋ္ဌရဲ့ထုတ်ပြန်ချက်နောက်ဆက်တွဲဖြစ်တာထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်ဒီထုတ်ပြန်နဲ့ပတ်သက်ပြီးကျွန်တော်တို့အစိုးရအနေနဲ့အဆိုပါထုတ်ပြန်ချက်တွေဟာအစိုးရချမှတ်တဲ့ရှစ်လို့90တွေကိုအကောင့်တွေဖော်ရမှာအထောက်အကူပြုခြင်းနိုင်ငံအတွက်အကျိုးရှိစေခြင်းအာဆီယံချာတာအာဆီယံဝေးအာဆီယံစပရစ်တို့ပေါ်မှာအခြေခံမယ်ဆိုရင်ပြည်သူ့ဘောစဉ်းစားပြီးမယ်ဆိုတော့လည်းပြောကြားခဲ့ပြီးဖြစ်ပါတယ်လွန်ခဲ့တဲ့9နှစ်တာကာလအတွင်းအာဆီယံနိုင်ငံချို့ရဲ့သဘောထားနဲ့မြန်မာနိုင်ငံပေါ်မှာခွဲခြားဆက်ဆံတာတွေပြုလုပ်ခဲ့ပေမဲ့ကျွန်တော်တို့တွေနဲ့ဆက်ရှိတီးခတ်ပြီးအာဆီယံဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့တာဝန်ဝတ္တရားတွေနဲ့အညီပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ပြည်သူ့ဘောမဆောင်တဲ့ခွဲခြားဆက်ဆံမှုတွေကိုနိုင်ငံတော်ကလိုအပ်တဲ့တုံ့ပြန်မှုတွေ case by case တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။နိုင်ငံခြားရေးမူဝါဒနဲ့ညီပကတိအခြေအနေတွေကိုအခြေခံပြီးအမျိုးသားအကျိုးစီးပွားနဲ့အချုပ်အခြာအာဏာကိုအလေးထားစောင့်ရှောက်ကမြန်မာနိုင်ငံကဥဆောင်သောမြန်မာကိုယ်ပိုင်နည်းလမ်းဖြင့်အာဆီယံနဲ့ဆက်ဆံရေးကိုတိုးတက်စေဖို့ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ပြီးခဲ့တဲ့မေလ30ရက်နေ့ကဇွန်လ3ရက်နေ့ထိအိန္ဒိယနိုင်ငံဝန်ကြီးချုပ်ရှရီနရန်ဒရာမိုဒီရဲ့ဖိတ်ကြားချက်နဲ့အိန္ဒိယနိုင်ငံသို့တရားဝင်ခီးစဉ် official visit တွားရောက်ခဲ့ပါတယ်။ဒီခီးစဉ်ဟာကျွန်တော်သမ္မတတာဝန်ယူပြီးတဲ့နောက်ပထမဆုံးတွားရောက်ခဲ့တဲ့ပြည်ပခီးစဉ်လည်းဖြစ်ပါတယ်။ခီးစဉ်တွေမှာအိန္ဒိယဝန်ကြီးချုပ်အိန္ဒိယသမ္မတနဲ့အိန္ဒိယနိုင်ငံအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်စတဲ့သူတွေနဲ့ရင်းနှီးနှီးတွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။ဒီခီးစဉ်မှာကရဒန်မြေကျောင်းဘက်စုံတည်ယူပို့ဆောင်ရေးစီမံကိန်းအပြည့်တရေးအိန္ဒိယမြန်မာထိုင်းသုံးနိုင်ငံဝေးပြေးလမ်းမကြီးအကောင့်ထဲပေါ်ရေးနဲ့မြန်မာကျောင်းသားများအတွက်ပညာသင်စုတိုးမြင့်ပေးရေးရူဘီကျငွေပေးချေမှုစနစ်အပါအဝင်နိုင်ငံကုန်သွယ်မှုတွေကိုပုံမှုလွယ်ကူချော့မွစေရေးနဲ့ဆက်လက်တိုးမြင့်ရေးတို့ကိုစတာတွေကိုဆွေးနွေးသဘောတူညီကြပါတယ်ဒီခရီးစဉ်ကြောင့်ကမ္ဘာလူဦးရေအများဆုံးအင်အားကြီးဒီမိုကရေစီနိုင်ငံကြီးရဲ့တန်တမာရေးရအသိပတ်ပြုမှုကိုလည်းရရှိကြောင်းပြသနိုင်ခဲ့သလိုစီးပွားရေးကုန်သွယ်ရေးနဲ့ယင်းနှိမ့်မှုနှံမှုတိုးမြင့်ရေးအတွက်သဘောတူညီချက်များနေစာဒေသလုံခြုံရေးနဲ့တနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါးစေမဲ့ကိစ္စရပ်တွေကိုတနိုင်ငံကမဆောင်ရွက်ရေးစတဲ့ဂတိကဝတ်များလည်းရရှိခဲ့ပါတယ်။ပြောင်းစုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာကျွန်တော်ဦးဆောင်တဲ့မြန်မာနိုင်ငံအစစ်မြစ်ကိုယ်စားလှယ်အဖွဲ့အနေနဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတမစ္စတာရှီကျင်းဖျင်ရဲ့ဖိတ်ကြားချက်အရဇွန်လ15ရက်ကနေ19ရက်နေ့ထိတရုတ်ပြည်သူ့သမ္မတနိုင်ငံကိုနိုင်ငံတော်စစ်ချီးကျူးခီးစဉ် state visit တွားရောက်ခဲ့ပါတယ်။မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပါအဝင်နိုင်ငံဘက်စုံကဏ္ဍပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးမြန်မာနိုင်ငံထာဝရငြိမ်းချမ်းရရှိဖို့ပူးပေါင်းဆောင်ရွက်ရေးမြန်မာနိုင်ငံမှာတရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုတိုးမြင့်ရေးမြန်မာတရုတ်နိုင်ငံကုန်သွယ်မှုမြင့်တင်ရေးစတဲ့ရည်ရွယ်ချက်တွေနဲ့ဒီခီးစဉ်ကိုတောက်ခဲ့တာပဲဖြစ်ပါတယ်ခီးစဉ်တွေမှာတရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတတရုတ်နိုင်ငံဝန်ကြီးချုပ်တရုတ်မျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌတို့နဲ့တွေ့ဆုံနိုင်ခဲ့ပါတယ်မြန်မာတရုတ်မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးစီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှုတိုးမြင့်ရေးဒေသတည်ငြိမ်အေးချမ်းမှုရရှိစေရေးရန်ကုန်နဲ့ပိုးလမ်းမစီမံကိန်း BRI နဲ့တရုတ်မြန်မာစီးပွားရေးစင်ကြ CMEC စီမံကိန်းများအရှိန်မြင့်တင်ဆောင်ရွက်ရေးစတာတွေကိုအဓိကဆွေးနွေးခဲ့တယ်လို့ကျွန်တော်တို့ဘက်ကလည်းတရုတ်နိုင်ငံရဲ့မူဝါဒကိုထပ်မံထောက်ခံကြောင်းအတည်ပြုခဲ့ပြီးတရုတ်ဘက်ကလည်းကျွန်တော်တို့အစိုးရအသစ်ပေါ်မှာအပြည့်အဝထောက်ခံကြောင်းခိုင်ခိုင်မာမာပြောဆိုခဲ့ပါတယ်အာဂါသနဲ့ AI နည်းပညာအပါအဝင်နည်းပညာအသိပညာများဖလှယ်ရေးနဲ့တရုတ်နိုင်ငံကဦးစီးဖော်ဆောင်နေတဲ့ကမ္ဘာလုံးဆိုင်ရာအစီအမံတွေဖြစ်တဲ့ GSI, GDI, GCI, GTI အကောင့်တွေဖော်ရစတဲ့ကဏ္ဍများစွာဆွေးနွေးခဲ့ကြပြီးနိုင်ငံအစိုးရရဲ့သဘောတူညီမှု MOU 18ခုလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်တရုတ်နိုင်ငံခီးစဉ်ကနေနိုင်ငံတကာဆက်ဆံရေးနဲ့တာတမန်ရေးရအောင်မြင်မှုတွေရရှိခဲ့တယ်လို့ဆိုနိုင်ပါတယ်ဒါပြင်ဆွေမျိုးပေါ်ချီချီရေးနဲ့အေဒီပူမြအတိုက်ဝန်းထူထောင်ဖို့လည်းသဘောတူညီခဲ့ကြပါတယ်ပြည်တော်စုတော်နာယကနဲ့တို့တဲ့ကိုယ်စားလှယ်များခင်ဗျာကျွန်တော်အနေနဲ့လာပြည်သူဒီမိုကရက်သမ္မတနိုင်ငံသမ္မတမစ္စတာဖောင်လွန်းစီစီလုရဲ့ဖိတ်ကြားချက်အရလာပြည်သူဒီမိုကရက်သမ္မတနိုင်ငံကိုဇွန်လ3ရက်နေ့ကနေ9ရက်နေ့ထိနိုင်ငံတော်အဆင့်ချီးကျူးရေးခီးစဉ်တွားရောက်ခဲ့ပါတယ်ဒီခီးစဉ်ဟာအာဆီယံနိုင်ငံတွေထဲမှာပထမဆုံးနိုင်ငံတော်အဆင့်ချီးကျူးခီးသွားခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့
လာပြည်သူဒီမိုကရေစီသမ္မတနိုင်ငံသမ္မတအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဝန်ကြီးချုပ်လွန်ဘရာပန်ပြည်နယ်ပါတီတွင်းဦးတို့နဲ့တွဲဆုံဆွေးနွေးခဲ့ပြီးနိုင်ငံခြားချစ်ကြည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုများပုံမူအားကောင်းလာစေဆွေးနွေးနိုင်ခဲ့ပါတယ်အာဆီယံနိုင်ငံတွေထဲမှာလာအိုနိုင်ငံကျွန်တော်နိုင်ငံနဲ့နှစ်ပေါင်း80ကျော်ကြာတန်တမာဆက်ဆံရေးရှိခဲ့ပြီးယုံကြည်စိတ်ချရတဲ့မိတ်ဆွေကောင်းအင်းကြီးနိုင်ငံလည်းဖြစ်ပါတယ်နိုင်ငံနယ်နိမိတ်ချင်းထိစပ်နေပေမဲ့ဘာပြဿနာမှမရှိခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်လာအိုမြန်မာနှစ်နိုင်ငံဆက်ဆံရေးကိုမဟာဗျူဟာမမိတ်ဖက်နိုင်ငံဆက်ဆံရေးပြီးအဆင့်ပြည့်တင်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်ပြည်တော်လွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်တွေများခင်ဗျာယနေ့ချိန်ကဟာကျွန်တော်နိုင်ငံသားတွေရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေဖို့အတွက်အခြေခံအုံမှုဖြစ်တဲ့စိုက်ပျိုးရေးမွေးမြူရေးနဲ့စက်မှုစီးပွားကဏ္ဍများဟန်ချက်ညီညီပေါင်းစပ်တွန်းတင်ရမယ်အရေးကြီးတဲ့ကာလလည်းဖြစ်ပါတယ်ကျွန်တော်နိုင်ငံလူဦးရေ30%ကျော်ဟာမြို့ပြမှာနေထိုင်ကြပြီး90%ခန့်ကတော့ခြေတရည်သက်မှာနေထိုင်ကြတာဖြစ်ပါတယ်ဒါပြင်15နှစ်နဲ့ထက်နိုင်ငံလူဦးရေရဲ့45%ကတော့စိုက်ပျိုးရေးမွေးမြူရေးတစ်တော်နဲ့ရေထွက်ကုန်လုပ်ငန်းတွေကိုလှုပ်ဆောင်နေကြတာကိုလည်းတွေ့ရှိရပါတယ်။ကြီးလက်ဒေသတွေပြည်သူတွေရဲ့စီးပွားရေးကိုမြင့်တင်ဆောင်ရွက်ပေးမှသာသူတို့ရဲ့ဝင်ငွေတိုးတက်လာပြီးလူမှုစီးပွားဘဝတွေတိုးတက်လာမှာလည်းဖြစ်ပါတယ်။ဒါကြောင့်စိုက်ပျိုးမှုပြည်ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးကိုလည်းအလေးထားဆောင်ရွက်နေခြင်းလည်းဖြစ်ပါတယ်။လက်ရှိကျွန်တော်တို့နိုင်ငံမှာလေတောင်ယာယာစသဖြင့်အမျိုးမျိုးသောစိုက်ပျိုးမြေဧက33သန်းကျော်ရှိပါတယ်ဒီထဲမှာစပါးစိုက်ပျိုးဧက19.8သန်းအစေတို့ပြန်စိုက်ဧက1.6သန်းပဲမျိုးတို့စိုက်ပျိုးဧက2.8သန်းနှမ်းစိုက်ပျိုးတဲ့ဧက3.9သန်းအသီးသီးရှိပါတယ်ကျွန်တော်တို့နိုင်ငံအတွက်ဒီစိုက်ပျိုးမြေပမာဏဟာလုံလောက်တဲ့ပမာဏဖြစ်တဲ့အတွက်ကြောင့်စိုက်ပျိုးမြေကိုထပ်မံတိုးချက်ဖော်ထုတ်ဖို့မလိုတော့ပဲပန်းနိုင်အထွန်းတို့ရရှိဖို့နဲ့ဒီတဲ့စိုက်ပျိုးမှုတွေနဲ့အထွန်းနှုန်းတိုးအောင်မြင့်တင်ဖို့ပဲလိုအပ်ပါတယ်ကျွန်တော်တို့နိုင်ငံဟာစိုက်ပျိုးမှုမြေအတွက်ကောင်းမွန်တဲ့ရေမြေတောတောင်တရားဇာတများပိုင်ဆိုင်ထားတဲ့အားလျော်စွာဒီလုပ်ငန်းတွေကိုအခြေခံတဲ့စက်မှုစီးပွားရေးစနစ်ကိုလည်းတည်ဆောက်ခြင်းဖြင့်နိုင်ငံတော်ရဲ့ပြည်တွင်းအထည်ထုတ်လုပ်မှုတန်ဖိုး GDP ကိုမြင့်တင်နိုင်မှာဖြစ်ပါတယ်။စိုက်ပျိုးကဏ္ဍကိုကြည့်မယ်ဆိုရင်တမယိုးကျစိုက်ပျိုးရေးစနစ်ကနေခိမီစက်မှုလေယာစနစ်ကိုကုပြောနိုင်ဖို့အတွက်အစိုးရအနေနဲ့အစွမ်းကုန်ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ကျွန်တော်တို့အစိုးရအနေနဲ့စားရိတ်ခါအတွက်အဓိကကျတဲ့စံစဘာကိုလင်းမီအားလုံးမှာပန်းနဲ့ထွန်းလို့ရရှိအောင်စိုက်ပျိုးစီပြီးပြည်သူ့စားသုံးမှုဖူလုံရန်တမကပြည်ပကိုစံစဘာတွေမှုမြန်မာတဲ့အခြေအနေကိုပြန်လည်ရောက်ရှိအောင်ကြိုးစားဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။ဒါပြင်မြန်မာပေါ်ဆန်းတခေတ်ဆိုင်ရမည်ဆိုတဲ့ညွှန်မှချက်ထားပြီးကြိုးစားလှုပ်ဆောင်နေပါတယ်။ပထမအဆင့်အနေနဲ့ပြည်ပကိုနှစ်စဉ်စံတန်ချိန်3သန်းတိပုတ်နိုင်ရေးအတွက်ပြည်ပဈေးကွက်လိုအပ်ချက်တဲ့ကိုက်ညီတဲ့အရေးသွေးကောင်းစဘာမျိုးတွေကိုတိုးချက်စိုက်ပျိုးထုတ်လုပ်ဖို့နဲ့မျိုးလိုက်စဘာစဧက3.5သိန်းထပ်မံတိုးချက်စိုက်ပျိုးနိုင်မဲ့အစီအမံတွေကိုလည်းဆောင်ရွက်နေပါတယ်။ဒုတိယအဆင့်မှာတော့နှစ်စဉ်စံတန်ချိန်5သန်းအထိတိပုတ်နိုင်အောင်ရည်မှန်းဆောင်ရွက်နေပါတယ်။လက်ရှိမှာပေါ်ဆန်းစဘာကိုစုစုပေါင်းစဧက1.3သန်းကျော်စိုက်ပျိုးထုတ်လုပ်လက်ရှိပြီးမြန်မာပေါ်ဆန်းဖိုရန်ဒီကိုလည်းနှစ်စဉ်မပြတ်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။စိုက်ပျိုးရေးကဏ္ဍမြင့်တင်နိုင်ဖို့အတွက်အဓိကကြတဲ့မျိုးမြေရေနီးစတဲ့အခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းမြင့်တင်ပြီးတော့မှမျိုးဗလာစိုက်ပျိုးရေးကနေစနစ်တကျစိုက်ပျိုးရေးစက်မှုလျက်စိုက်ပျိုးရေးကိုကူးပြောင်းပြီးတော့ပြည်သူ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက်ကျွန်တော်တို့အစိုးရအနေနဲ့ညွှန်မှန်းထားကြောင်းလည်းပြောကြားလိုပါတယ်။ဓမ္မတာပြည်သူ့ဖူလုံမှုစားရိတ်ခလုံခြုံမှု food security ကိုအာမခံနိုင်မှာလည်းဖြစ်ပါတယ်။ဒါပြင်ကျွန်တော်တို့နိုင်ငံဟာဒေသတွင်းနိုင်ငံတွေတစားကကမ္ဘာစားနပ်ရိက္ခာကိုဖြည့်တင်းပေးနိုင်တဲ့အဓိကနိုင်ငံတွေထဲမှာပါဝင်လာနိုင်ဖို့ကမ္ဘာစပယ်ကြီးနိုင်ငံဖြစ်လာစေဖို့ရည်မှန်းကြိုးပမ်းလှုံ့ဆော်နေကြောင်းလည်းပြောကြားလိုပါတယ်။ပြည်တော်သူတော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာပြည်တွင်းစားသုံးစီဖူလုံရေးနဲ့ပတ်သက်ပြီးစီရတိနံတွေဖြစ်တဲ့မြေပဲနှံနေကြတို့ကိုအထူးဆုံး12ခုတတ်မှတ်ပြီးတော့ဒီကထွန်းထွန်းတိုးတက်ရေးနဲ့ပန်းနဲ့ထွန်းတို့ရရှိရလို့လည်းအကောင့်ထေပေါ်ဆောင်ရွက်လက်ရှိနေပါတယ်ကျွန်တော်နိုင်ငံဟာမတူညီတဲ့ရာသီဥတုဒေသတွေမှာမတူညီတဲ့စီရတိနံမျိုးတွေကိုစနစ်တကျစိုက်ပျိုးထုတ်လုပ်နိုင်ပြီးဒီနှစ်ပါလို့ထုတ်လုပ်နိုင်တဲ့အလားအလာလည်းရှိပါတယ်တတတို့စီရတိနံတွေဖြစ်တဲ့အပြင်စီအုံးလိုမျိုးစီရနှစ်ရှည်ပင်များကိုပါစိုက်ပျိုးထုတ်လုပ်နိုင်တဲ့ရေမြေရာသီဥတုတွေပိုင်ဆိုင်ထားပါတယ်
မြေပဲနှမ်းနေကြမုံညင်းနဲ့ပန်းနှတို့မှာမြေပဲဟာတရေကအထွန်းတို့အမြင့်ဆုံးဖြစ်ပါတယ်နေကြဟာစီးတွဲရှိမှုမှာမြေပဲနှမ်းတို့နဲ့ရှင်းနိုင်ပါတယ်အလားတူပဲဖို့ဟာလည်းစီးတွဲနှုံကောင်းမှုပြီးပဲချိတ်ဖောက်ကိုလည်းတရိษံအစာမှာအဓိကအဖြစ်အသုံးပြုလို့ရပါတယ်ဒီပဲနှမ်းနေကြပဲဖို့တို့ဟာကာလတို့ရာသီသီးနှံတွေဖြစ်တဲ့အတွက်တီးတဲ့စိုက်ပျိုးနိုင်လို့စီးတွဲသီးနှံစိုက်ပျိုးထုတ်လုပ်မှုကိုမြင့်တင်နိုင်ဖို့အခွင့်အလမ်းတစ်ရပ်လည်းဖြစ်ပါတယ်နဲ့ပတ်သက်လို့ဒီကပန်းနဲ့အထွန်းနှုံးဟာတင်း20တက်မှထားပေမဲ့လည်းအမှန်တကယ်အထွန်းနှုံးဟာ9.6 တင်းသာရှိတဲ့အတွက်50 ရာခိုင်နှုန်းသာရှိတာကိုတွေ့ရပါတယ်။ပန်းနဲ့အထွန်းနှုံးပြည့်မီမယ်ဆိုရင်ထုတ်လုပ်မှုကုန်ကျစရိတ်တွေကျဆင်းလာမှာလည်းဖြစ်ပါတယ်။စားသုံးသူများအနေနဲ့ပြည်ပကတင်သွင်းနေတဲ့စားအုံးစီတွေအစားပြည်တွင်းထုတ်မြေပဲစီနှမ်းစီနေကြစီပဲပုတ်စီတို့ကိုလည်းပုံမအားပေးဝယ်ယူစားသုံးသင့်ပါတယ်။ကျန်းမာရေးနဲ့ညွှန်ညွှတ်တဲ့စီစားသုံးမှုပမာဏအရဒူတူးတဲ့စီကိုတစ်နှစ်မှာ5ပိဿာကနေ6ပိဿာကြားသာစားသုံးတင်ကြောင်းတွေ့ရှိရပါတယ်။ကျွန်တော်နိုင်ငံသားတွေနဲ့တစ်နှစ်မှာစီ10ပိဿာကျော်အထိစားသုံးနေကြခြင်းဖြစ်တဲ့အတွက်ပုံမှန်သုံးဆွဲတဲ့ပမာဏထက်များစွာကျော်လွန်သုံးဆွဲနေတာကိုလည်းစစ်တမ်းများရသိရှိရပါတယ်။ဒီမှာနိုင်ငံရဲ့လူဦးရေ51တန်းကျော်မှာ9နှစ်အောက်ကလေး3တန်းခန့်နဲ့စီစားသုံးမှုနည်းပါးတဲ့ဒေသတွေကလူဦးရေကိုဖျက်ထုတ်ရရင်တောင်မှကျန်ရှိတဲ့လူဦးရေ45တန်းခန့်ကိုအခြေပြုပြီးတူဦးအတွက်တစ်နှစ်စာစီရှိပိတန်နဲ့စားသုံးမှုနဲ့ယူဆတွက်ချက်ရမယ်ဆိုရင်နိုင်ငံတော်မှာနှစ်စဉ်စားသုံးသည့်လိုအပ်ချက်ကစီတန်ကြီး9.5 သိန်းခန့်ပဲရှိပါတယ်။တကယ်လို့ဒါကျမ်းမိုက်နဲ့ညွှန်ညွှတ်တဲ့စီစားသုံးမှုနဲ့ပြောင်းလဲတွက်ချက်ကြည့်မယ်ဆိုရင်စီတန်ကြီး4.3 သိန်းခန့်သာလိုအပ်မှာလည်းဖြစ်ပါတယ်။နိုင်ငံတို့မှာစီထွက်သီးနှံတွေစိုက်ပျိုးထုတ်လုပ်နိုင်ဖို့အတွက်စာရေးကပေါင်း8.8 သန်းကျော်စိုက်ပျိုးဖို့ရထားပါတယ်။ရတဲ့အတွက်အထက်တွန်းတွေရမျိုးအလေလွင့်နဲ့မျိုးဖလာရိုးရစားသုံးမှုတွေမှာသုံးတဲ့ပမာဏကိုခြံပြီးစီချမ်းတွေကိုကြိတ်ခွဲမယ်ဆိုလို့ရှိရင်စားသုံးစီတန်ကြီး8.6 သိန်းခန့်ထွက်ရှိနိုင်မယ်လို့ခန့်မှန်းတွက်ချက်လို့ရပါတယ်။ဒါကကျွန်တော်တို့နိုင်ငံရဲ့ပြည်တွင်းလိုအပ်ချက်ကိုဖူလုံချက်ပမာဏရှိနေကြောင်းကိုညွှန်ပြနေတာပဲဖြစ်ပါတယ်။လက်ရှိမှာကြိတ်ခွဲနိုင်မှုထက်ပူရှန်နေတဲ့စီတွေသီးနှံကုန်ကြမ်းတွေသူသဖြင့်မြေပဲနဲ့နှမ်းကိုပြည်ပကိုတင်ပို့ခြင်းနဲ့နိုင်ငံခြားဝင်ငွေရရှိနေပါတယ်။ဒါပေမဲ့ပြည်တွင်းစားသုံးစီထုတ်လုပ်မှုဘလုံနဲ့လို့ပြည်ပကစားအုံးစီတင်သွင်းရတဲ့အတွက်ကုန်ကျတဲ့နိုင်ငံခြားပမာဏများပြီး2024ခုနှစ်မှာတန်ချိန် 9.5 သိန်းနဲ့2025ခုနှစ်မှာ 6.4 သိန်းတင်သွင်းခဲ့ရပါတယ်။မိမိတို့စီတွေသီးနှံကိုရောင်းချလို့ရတဲ့နိုင်ငံခြားဝင်ပမာဏကနည်းနေတာဖြစ်လို့ကိုပြည်တွင်းကကုန်ချမ်းကိုကိုပြည်တွင်းမှာဝယ်ချစ်ခွဲနိုင်အောင်ကြိုးစားဆောင်ရွက်နေပါတယ်။ဒါမှသာပြည်တွင်းစားသုံးမှုဖူလုံလာမဲ့ပြင်ပြည်ပကိုလည်းတန်ဖိုးမြင့်ကုန်ကြောများဖြင့်ပြန်လည်တည်ပို့နိုင်မှာလည်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့မှာရှိပြီးသားအရင်းမြစ်တွေကိုစနစ်တကျနဲ့အလေလွင့်နဲအောင်အသုံးချပြီးနိုင်ငံတော်ရဲ့လိုအပ်ချက်ဖြည့်ဆည်းနိုင်ဖို့အထူးလေးပေးဆောင်သွားရမှာဖြစ်ကြောင်းပြောကြားလိုပါတယ်။ပြည်ထောင်စုတော်နာယကနဲ့တိုးတက်ကုသတော်ကြီးများခင်ဗျာ။ကျွန်တော်တို့ဆိုရတဲ့ဆိုရအနေနဲ့စက်မှုကုန်ချမ်းသီးနှံတွေဖြစ်တဲ့ရဘာဝါစတာတွေကိုတိုးချက်ဆိုင်ပြုဖို့ရဘာကိုပြည်တွင်းမှာအရေးသေးရှိထုတ်လုပ်ဖို့တဲ့စီစဉ်ဆောင်ရွက်နေပါတယ်။ဝါဆိုင်ပြုထုတ်လုပ်မှုတိုးတက်စေဖို့လည်းစီမံကိန်းချမှတ်ဆောင်ရွက်နေတာဖြစ်ပြီးလက်ရှိဝါမျိုးသွင်းစိုက်ဧက 9.5 သိန်းခန့်စိုက်ပျိုးလည်းရှိနေပါတယ်။တောင်သူတွေရဲ့လူဆောင်နိုင်စွာပေါ်မှာမူတည်ပြီးဝါစာဧကကို2029-2028စရသည်မှာဧက 6 သိန်းတိတိုးမြင့်စိုက်ပျိုးထုတ်လုပ်နိုင်ဖို့အတွက်ယာထားဆောင်ရွက်လည်းရှိနေပါတယ်။ယခုတွေ့ရှိနေတဲ့ဝါအထွန်းနှုံးနဲ့စိုက်ဧကမှန်ကန်ရင်ဝါပူရှမ်းမှုများစွာရှိနေပါတယ်။ကျွန်တော်တို့ပြည်ပကိုကောင်းစွာတင်ပို့နိုင်ပါတယ်။လက်ရှိမှာဝါအထွန်းနှုံးဟာပြတ်မှတ်တရေက499ပိဿာပဲရှိတာမို့ပန်းတဲ့ရေမကျက်အထွန်းနှုံး900ပိဿာထိထွက်ရှိအောင်ဆောင်ရွက်နိုင်မယ်ဆိုရင်နိုင်ငံခြားဝင်ကိုဒီတဲ့ပူများစွာရအောင်ဆောင်ပေးနိုင်ပါတယ်အဓိကလိုအပ်ချက်ကကြီးမရှိဝါမျိုးလုံလောက်စွာရရှိရေးနဲ့စိုက်ပျိုးရေးအောင်ရေးရရှိရေးတို့ဖြစ်တဲ့အတွက်အလေးထားဆောင်ရွက်ပေးနေပါတယ်တစ်ဖက်ကလည်းစိုက်ရေးကအထွန်းနှုံးနဲ့တရေကအထွန်းနှုံးနဲ့စိုက်ရေးကစင်းအချက်လက်တွေမှန်ကန်ကိုက်ညီဖို့လဲခွင့်ပြုဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်တွေ့ရှိလာတဲ့ဝါကောင်းတွေကိုပြည်တွင်းကဝါကျစ်ဆက်ုံတွေမှာအရေးသွေးမီချစ်ခွဲနိုင်ဖို့နဲ့ချီမီနဲ့အထည်လေးဆက်ယုံတွေကိုအချိန်မီပြပို့နိုင်ဖို့ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလည်းရှိနေပါတယ်။ဒါ့အပြင်အရေးသွေးမီဝါကောင်းတဲ့ချီတယ်များထုတ်လုပ်နိုင်ဖို့အတွက်လိုအပ်တဲ့နည်းပညာကိုပံ့ပိုးကူညီပေးနေတယ်လို့ခင်မီဝါကျစ်ဆက်ဝါပန်ဆက်များဝယ်ယူရရှိနိုင်တဲ့အတွက်လိုအပ်တဲ့ရှင်းငွေတွေကိုလည်းထုတ်ချပေးလည်းရှိနေပါတယ်။လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေဖို့အတွက်လည်းနည်းပညာပေးသင်တန်းတွေနဲ့
လူသားအရေးမြစ်ဆိုင်ရာပံ့ပိုးမှုတွေကိုလည်းပြေလို့ပေးလေရှိနေပါတယ်ပြည်သူ့မှာရှိတဲ့ဝါကြီးဆက်ယုံတွေနဲ့ချီမင်းဆက်ယုံတွေကအောင်မြင်စွာလက်ပနိုင်ခြင်းအပြင်ပြည်ပကချီတဲ့နဲ့အထည်လေးတင်သွင်းမှုကိုရှော့ချနိုင်မှာလည်းဖြစ်တယ်ဒီလိုဆိုရင်ပြည်ပသွင်းကိုအစားထိုးနိုင်မှာဖြစ်တယ်လို့ပြည်ပကိုတန်ဖိုးမြင့်ထုတ်ကုန်ဖြစ်တင်ပို့နိုင်ခြင်းအပြင်နိုင်ငံခြားကိုရရှိနိုင်မှာလည်းဖြစ်ပါတယ်ဒါဟာ agro based industry ကိုတွားနေခြင်းလည်းဖြစ်ပါတယ်စိုက်ပျိုးလုပ်ငန်းတွေအတွက်အဓိကကျတဲ့စိုက်ပျိုးရေးလုံလုံလောက်ရှိစေဖို့အတွက်ဆိုလာစနစ်နဲ့ပြည်ရည်ဒီစီမံကိန်းများကိုလည်းစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်ဒီစီမံကိန်းတွေကိုဒေသများစွာမှာလင်းလင်းမြတ်မြတ်အကောင့်တွေဖွင့်နိုင်ရင်ဒီဘဏ်ကိန်းကရရှိလာမယ့်အကျိုးကျေးဇူးတွေကိုပြည်သူလူထုကစိုးလွန်စွာရရှိနိုင်မှာလည်းဖြစ်ပါတယ်။ဒါကြောင့်ပြည်내နဲ့တိုင်းဒေသကြီးတွေမှာလည်းကိုအားကိုပြီးဓမ္မတဲ့ဆိုလာစနစ်နဲ့ညီရည်ဒီစီမံကိန်းပြဆောင်ရနိုင်ဖို့ပြည်내တိုင်းဒေသကြီးအစိုးရများကစီမံဆောင်ရွက်ပေးကြဖို့လည်းတွန်းအားပေးလှုံ့ဆော်သွားပါမယ်။ပြည်ထောင်စုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာဆက်လက်ပြီးနိုင်ငံတော်ရဲ့စာရေးကဏ္ဍမှာအရေးပါတဲ့မူးမြူကဏ္ဍကိုတင်ပြလိုပါတယ်ကျွန်တော်နိုင်ငံမှာခြေလက်ဒေသနေထိုင်သူ90ရာခိုင်နှုန်းကရှိတာကြောင့်ခြေလက်နေပြည်သူတွေရဲ့မိသားစုငွေတိုးပွားလာစေဖို့အတွက်တပတ်တည်းနဲ့စိုက်ပျိုးမွေးမြူရေးမှသည်စနစ်တကျစီးပွားဖြစ်မွေးမြူရေးစနစ်တို့ကူးပြောင်းသွားဖို့လည်းလိုအပ်ပါတယ်ကျက်ဝက်စိတ်နွားနဲ့ငါးစားတဲ့အသားငါးမျိုးကိုစနစ်တကျမွေးမြူနိုင်စေဖို့အတွက်မျိုးကောင်းမျိုးသားများဖြန့်ဖြူးပေးခြင်းတိရစ္ဆာန်အစာနဲ့ဆေးဝါးများလုံလောက်စွာရရှိစေခြင်းတို့ကိုလည်းဦးစားပေးဆောင်ရွက်လျက်ရှိနေပါတယ်မွေးမြူလုပ်ငန်းများမှာအထူးကစင်ခုံမှုဖြစ်နေတဲ့တိရစ္ဆာန်ယောဂများကာကွယ်နိုင်စေဖို့အတွက်ဇီဝလုံခြုံမှုစနစ်ကိုအလေးထားဆောင်ရွက်ကြဖို့လည်းတိုက်တွန်းထားပြီးလည်းဖြစ်ပါတယ်သူတို့ပြင်ကြံခွဲတဲ့ကွေယောဂတို့ကုသယောဂများချိုးတင်ကာကွယ်ရေးအတွက်ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်တွေကိုတိကျစွာလိုက်နာကြရမှာလည်းဖြစ်ပါတယ်ဒါပြင်ငါးပစုံမွေးမြူကဏ္ဍမှာလည်းကမ္ဘာ့စားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့ FAO ရဲ့လမ်းညွှန်ချက်များနဲ့ညီရေရှည်တည်တံ့တဲ့မွေးမြူစနစ်တွေကိုကျင့်သုံးဆောင်ရွက်ခြင်းအပြင်ပြည်ပဈေးကွက်ကိုလည်းထိုးပေါက်နိုင်မှာလည်းဖြစ်ပါတယ်။တိုင်းဒေသကြီးနဲ့ပြည်내အများစုမှာကြက်သားနဲ့ဝက်သားထုတ်လုပ်မှုဟာဖူလုံမှုမရှိတာကိုလည်းတွေ့ရှိရပါတယ်။အလားတူအခြေခံအစားအစာဖြစ်တဲ့ကျဲဥဘဲဥကလည်းဒေသတော်တော်များများမှာဖူလုံမှုမရှိတာကိုလည်းတွေ့ရှိရပါတယ်။လူကြီး51.4 သန်းနဲ့တွက်ကြည့်ရင်ဦးစားချက်ဦးစားပဲမွေးမြူရေးကဈေးကွက်လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့ပြည့်မီဖို့များစွာလိုအပ်နေတာကိုလည်းတွေ့ရှိရပါတယ်။စားသုံးမှုနဲ့ထုတ်လုပ်မှုကွာချက်ကြီးမားတာတွေကြောင့်ကိုယ်စိမ်းတို့ကြီးမြင့်နေတာလည်းဖြစ်ပါတယ်။စိတ်နွားအမဲသားငါးပစုံမွေးမြူထုတ်လုပ်မှုဟာလည်းဒီနေ့တာစားသုံးမှုနဲ့တွက်ချက်ကြည့်မယ်ဆိုရင်ဖူလုံမှုမရှိတာကိုလည်းတွေ့ရှိရပါတယ်။ဒါကြောင့်စားသုံးမှုဖူလုံရန်မွေးမြူခန္ဓာကိုပုံမူတိုးမြင့်ဆောင်ရွက်သွားဖို့လည်းလိုအပ်ပါတယ်။မွေးမြူမှာအရေးကြီးတဲ့တိရစ္ဆာန်အစာကုန်ချမ်းရဲ့90ရာခိုင်နှုန်းဖြစ်တဲ့ပြောင်းစကွဲဖွဲပြပတ်တို့ဟာပြည်တွင်းမှာထွက်ရှိတာကြောင့်ဖြစ်တဲ့အတွက်ပြည်ပကတင်သွင်းနေရတဲ့တိရစ္ဆာန်အစာတင်သွင်းမှုကိုလည်းလျှော့ချပြီးပြည်တွင်းမှာဖြစ်နေတဲ့မြပုံမှုတိုးမြင့်ထုတ်လုပ်သွားခြင်းအပြင်မွေးမြူရေးကိုပုံမှုဆောင်ရွက်သွားနိုင်မှာလည်းဖြစ်ပါတယ်ကျွန်တော်နိုင်ငံရဲ့ငါးပစုံမွေးမြူကဏ္ဍဟာတဘာဝရေအရင်းမြစ်တွေဇီဝမျိုးကွဲတွေနဲ့ဇီဝရေးဖွံ့ဖြိုးတိုးတက်မှုတွေကိုဒီပိုင်းနဲ့ချိတ်ဆက်ထားတဲ့မဟာဗျူဟာမောက်ကဏ္ဍတရားလည်းဖြစ်ပါတယ်ဒါပေမဲ့မြန်မာနိုင်ငံရဲ့အမှန်တကယ်မွေးမြူထုတ်လုပ်မှုဟာဒေသတွင်းတန်ခါတွေထက်များစွာရောင်းနေကြောင်းလည်းတွေ့ရှိရပါတယ်။စင်းစားတွေရငါးကုန်ထုတ်လုပ်မှုမှာမွေးမြူရေးက30ရာခိုင်နှုန်းနဲ့ဖမ်းတာက90ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။စီကံမဲ့စီးပွားရေးငါးဖမ်းတာတွေရင်းနဲ့တဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာတွေရာသီဥတုပြောင်းလဲတာတွေကြောင့်တဘာဝငါးပစုံအရင်းမြစ်တွေနဲ့ဒေသကငါးမျိုးရင်းတွေရောနေလာတာကိုလည်းသတိထားကြရမှာဖြစ်ပါတယ်။အဲဒီဒေသကြီးနဲ့ပြည်내များအနေနဲ့လည်းမိမိတို့ဒေသတွေလိုအပ်တဲ့စားသောက်ကိုဖူလုံစွာရရှိစေဖို့အတွက်စိုက်ပျိုးမှုမြေလုပ်ငန်းတွေကိုစနစ်တကျနဲ့အောင်မြင်အောင်ဆောင်ရွက်သွားကြဖို့လည်းလိုအပ်ပါတယ်။ဒေသတွင်းစားသုံးမှုဖူလုံမှုကတဆင့်ပူရှာနာတွေကိုဖြန့်ဝေရောင်းချပေးနိုင်ပြီးတော့မှနိုင်ငံတော်ဝန်လုံးဖူလုံရေးကိုလည်းဖော်ဆောင်ပေးနိုင်မယ်ဆိုရင်အသားငါးတွေရဲ့ကုန်စည်နှုန်းတွေဟာလည်းအလိုလိုကျဆင်းသွားနိုင်မှာဖြစ်ပါတယ်။ပြည်ထောင်စုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျာနိုင်ငံတကာရဲ့စီးပွားရေးအရှိန်ဟုန်နဲ့ဖွံ့ဖြိုးတိုးတက်လာစေဖို့တဲ့လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးဟာလည်းအလွန်ရေးကြီးတဲ့မောင်းနှင်အားတစ်ခုဖြစ်ပါတယ်။လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှစီးပွားရေးဖွံ့ဖြိုးမှုဆွေတဲ့ဆောင်ဖို့နဲ့အညီကျွန်တော်တို့အစိုးရအနေနဲ့ပြည်ထောင်စုတော်မှလုံးမှာရှိတဲ့လမ်းတရားကွန်ရက်တွေကိုအဆင့်မြင့်တင်ခြင်း
ပို့ဆောင်ရေးလုပ်ငန်းများပုံမှုများစားလာစေဖို့နဲ့ဆက်သွယ်နည်းပညာများပုံမှုတိုးတက်လာစေဖို့ကိုလည်းဦးစားပေးလုပ်ငန်းစဉ်တရားဖြင့်ချမှတ်ဆောင်ရွက်လက်ရှိနေပါတယ်ပြည်သူများသွားလာမှုပုံမှုဉာဏ်ဆန်ချုံးမှုလာစေဖို့နဲ့ကုန်စည်စည်းစိမ်မှုအရှိန်ဟုန်မြင့်တင်နိုင်ဖို့အတွက်ကုန်လမ်းရထားလမ်းနဲ့ရေချောင်းလမ်းလေချောင်းလမ်းပို့ဆောင်ရေးလုပ်ငန်းတွေကိုလည်းဟန်ချက်ညီညီအဆင့်မြင့်တင်ဆောင်ရွက်ပေးလျက်ရှိနေပါတယ်ခြေလက်နေပြည်သူများတွေလည်းရာသီမရွေးသွားလာနိုင်တဲ့ခြေလက်ကုန်ထုတ်လမ်းတွေနဲ့တရားများကောင်းမွန်လာစေဖို့အတွက်လေးထားဆောင်ရွက်ပေးနေပါတယ်ဒါပြင်တဘာဝဘေးအနေနဲ့ပဋိပက္ခတွေကြောင့်ပျက်စီးခဲ့ရတဲ့လမ်းတရားအခြေခံအဆောက်အအုံတွေလည်းအများဆုံးပြန်လည်ထူထောင်ပေးလျက်ရှိနေပါတယ်လက်ရှိအနေထားအရအာရှနဲ့အရှေ့တောင်အာရှနိုင်ငံတိုင်းမှာကမ္ဘာနိုင်ငံရေးအခင်းကျင်းမှနဲ့အရှေ့လယ်ပိုင်းပဋိပက္ခတွေကြောင့်ဖြစ်ပေါ်လာတဲ့73စီဈေးနှုန်းနဲ့မြင့်တက်လာမှုဒီအတွက်ပြက်လက်မှုဆိုင်ရာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရလျက်ရှိပါတယ်2024ခုနှစ်မှာရေနံစိမ်းတစ်စီးကိုအမေရိကန်ဒေါ်လာ84ပတ်ဝန်းကျင်ရှိခဲ့ပြီး2025ခုနှစ်မှာတော့အမေရိကန်ဒေါ်လာ82ပတ်ဝန်းကျင်ရှိခဲ့ပါတယ်အရှေ့လယ်ပိုင်းပဋိပက္ခဖြစ်ပွားခဲ့တဲ့2026ခုနှစ်နောက်ပိုင်းမှာရေနံစိမ်းတစ်စီးကိုအမေရိကန်ဒေါ်လာ126ဒေါ်လာအထိမြင့်တက်ခဲ့တဲ့အတွက်ကြောင့်73စီပေါ်မှာမှီခိုနေရတဲ့စီးပွားလုပ်ငန်းတွေအားလုံးရဲ့ထုတ်လုပ်မှုကုန်ကျစရိတ်တွေမြင့်မားလာခဲ့ကြပါတယ်ကျွန်တော်နိုင်ငံဟာနှစ်စဉ်အမေရိကန်ဒေါ်လာ5ဘီလီယံခန့်နဲ့73စီတင်သွင်းနေရတဲ့အတွက်ဒီခေတ်ခဲကိုကျော်လွှားနိုင်ဖို့73စီခြုံတရားရုပ်ကိုလည်းအမျိုးသားရေးမူဝါဒအဖြစ်လိုက်နာဆောင်ရွက်သားကြောက်ဖို့လည်းလိုအပ်ပါတယ်မော်တော်ယာဉ်တွေကိုစုံရက်မရက်တတ်မှတ်ပြီးမောင်းနှင်စေခြင်းဗိုလ်တုတွေ work from home ဆောင်ရွက်စေခြင်းတို့နဲ့73စီသုံးစွင့်ဖို့ကိုရှော့ချနိုင်ခဲ့ပါတယ်ဒီလိုရှော့ချနိုင်ခဲ့တဲ့အတွက်တစ်နေ့ကို73စီ1.2 ဂါလံတန်းတက်တာစေတဲ့အတွက်တစ်နေ့ကိုအမေရိကန်ဒေါ်လာ9သန်းတစ်လကိုအမေရိကန်ဒေါ်လာတန်း230တက်တာစေခဲ့ပြီးလက်ရှိအချိန်အထိစုစုပေါင်းအမေရိကန်ဒေါ်လာတန်း1000ကျော်တက်တာစေခဲ့ပါတယ်ပြည်သူလူထုကလည်းချိုးချံချွေတာပြီးပူးပေါင်းဆောင်ရွက်ပေးကြစီလိုပါတယ်ဒါကြောင့်ကျွန်တော်တို့ဆိုအနေနဲ့73စီပေါ်မှာမိခိုမှုကိုရှော့ချနိုင်ဖို့မိသားကဏ္ဍကိုလည်းအရှိန်ဟုန်မြင့်တင်ဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်အစိုးရတည်ရဲ့ရပ်ပေါင်း100စီမံချက်အတွင်းရန်ကုန်မန္တလေးရန်ကုန်မလင်မိုင်နဲ့ရန်ကုန်ပြည်ရထားလမ်းများကိုအစိမ့်မြင့်တင်ဆောင်ရွက်ပေးလျက်ရှိသလိုမိဘပြည်သူများသွားလာရေးအဆင်ပြေစေဖို့အတွက်တရက်လျင်လူသစ်ရထားစုစုပေါင်း86စင်းပြည့်စွက်ပေးလျက်ရှိနေပါတယ်ရထားပို့ဆောင်ရေးကဏ္ဍမှာ73စီသုံးစွဲမှုချွေတာနိုင်ရေးအတွက်လည်း73စီအစားထိုးဘက်ထရီစနစ်သုံးလျှက်စစ်ရထားစက်ကောင်းများBattery Electric Locomotive BEL ကိုပြည်တွင်းမှာပြောင်းလဲပြင်ဆင်ထုတ်လုပ်ပြီးဖြို့လမ်းမိုင်းတွေမှာစတင်ပြည့်စွက်လျက်ရှိနေပါတယ်ကျွန်တော်နိုင်ငံမှာရှိတဲ့တန်လမ်းများရဲ့အနေအထားအရကီလိုမီတာ80-80နှုန်းကသာမောင်းနှင်နိုင်တာဖြစ်တဲ့အတွက်မြန်နှုန်းမြင့်ရထားမြန်နှုန်းမြင့်လျှက်စစ်ရထားတွေအဆင့်မြင့်တွေပြောင်းလဲပြည့်စုံဖို့ဆိုရင်တန်လမ်းများလဲလှယ်ရတဲ့လျှက်စစ်တာအလုံးလောက်ရရှိဖို့စစ်စစ်မဲ့မဲ့ရရှိဖို့လည်းလိုအပ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အစိုးရအနေနဲ့ဆက်လက်အကောင့်တွေပေါ်ကြိုးပမ်းဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။ဒါတော့မှ BEL batteries ရထားစက်ကောင်းများအသုံးပြုပြည့်စွဲခြင်းဟာ73စီသုံးစွဲမှုချွတ်တာနိုင်ပြီးငွေကုန်ကြေးကျအသက်သာဆုံးနဲ့အများဆုံးသောနီးလန်းဖြစ်ပါတယ်။အပြင် BEL စက်ကောင်းတွေဟာတဘာဝပေါင်ကြီးကိုထိခိုက်မှုနည်းစေတဲ့အတွက်လက်စစ်ရထားများပြည့်စွဲအသုံးပြုမှနေခြင်းမှာ BEL စက်ကောင်းတွေကိုဆက်လက်သုံးပြုသွားဖို့အားပေးဆောင်ရွက်လျက်ရှိနေပါတယ်။မော်ဒရင်ကဏ္ဍမှာလည်းဓာတ်ဆီဒီဇယ်အစားလျှက်စစ်စွမ်းအင်သုံး EV ယာဉ်များကိုလည်းအစားထိုးသုံးပြုနိုင်ရေးကိုလည်းအထူးအားပေးဆောင်ရွက်လျက်ရှိနေပါတယ်အလားတူစွာပဲကုန်ကျစရိတ်သက်သာစေတဲ့ရေချောင်းတရုတ်ပို့ဆောင်ရေးအတွက် AR မြစ်နဲ့ချင်းထွေမြစ်တို့ကိုရာသီမွေးထိရောက်စွာသုံးပြုနိုင်စေဖို့အတွက်ရေလမ်းကြောင်းပြုပြင်ရေးကြိုးပမ်းဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်လေကြောင်းပို့ဆောင်ရေးအနေနဲ့လေကြောင်းလိုင်း9လိုင်းကလေယာဉ်စုစုပေါင်း30စင်းပြည့်စွက်ပြည့်လျက်ရှိနေပါတယ်မန္တလေးဒေသကြီးပြည်ဦးလူမျိုးမှာရှိတဲ့အနီးစကားလေဆိပ်ကော်တောင်ဘိတ်ဒဝဲပသိမ်ပကံညောင်ဦးကျိုင်းတချိလိတ်လေဆိပ်တွေကိုလည်းခီးသက်တင်ဂျက်လေယာဉ်များစစ်သက်နိုင်စီဖို့အတွက်လေယာဉ်ပြည်လက်တွေကိုလည်းအစိမ့်မြင့်တင်ခြင်းနဲ့ပြည်မြင့်ထင်းထင်းကြီးလုပ်ငန်းတွေပါဝင်စီမံချက်10ခုကိုလည်းရပ်ပေါင်း100တွေအောင်မြင်စွာအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။အခြားလေဆိပ်များကိုလည်းအစိမ့်မြင့်တင်ခြင်းများဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။နိုင်ငံတော်စုအနေနဲ့ကုန်းလန်းရထားလန်းလေကြောင်းလန်းလေကြောင်းတဲပို့ဆောင်ရေးခန္ဓာအသီးသီးမှာအခြေခံအဆောက်အအုံတွေပုံမှုခင်းပြီးကောင်းမွန်လာစေရန်ပြည်သူများသွားလာရမှာလုံခြုံစိတ်ချရမှုအချိန်မှန်ကန်မှုနဲ့စိတ်ချမ်းမြေ့မှုအပြည့်အဝရရှိစေရန်ဆက်တဲ့ကြိုးပမ်းသွားမှာလည်းဖြစ်ပါတယ်။လေရင်ရထားချိန်များရထားများထွက်ခွာချိန်ပန်ကန်ရေးကိုလည်းကြက်မှတ်ဆောင်ရွက်လျက်ရှိနေပါတယ်။
ပြည်တော်တော်နာယကနဲ့တွတ်တော်ကိုယ်တော်ကြီးများခင်ဗျာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနဲ့ပြည်သူတို့ရဲ့လူမှုစီးပွားဘဝအဆင့်မြင့်များရုံပြတဲ့လက်စစ်တာအလုံးလောက်စွာရရှိရတဲ့အလွန်အရေးကြီးပါတယ်လက်စစ်တာလိုအပ်ချက်ကိုကာလတွေဖြစ်ရှိနိုင်ဖို့အတွက်တဘာဝဓာတ်ငွေရည် LNG ကိုအသုံးပြုတဲ့ဓာတ်ပေးဆဲကိုစီမံကိန်းတွေအကောင့်တွေပေါ်ဆောင်ရွက်ခဲ့ပါတယ်နိုင်ငံတော်ရဲ့လက်စစ်တာထုတ်လုပ်မှုဟာရေအားလျှက်စစ်နဲ့တဘာဝဓာတ်ငွေအရင်းမြစ်မှုမှာအဓိကမိခိုအားထားရတဲ့အတွက်ရာသီဥတုပြောင်းလဲမှုဖြစ်စေနေကြောင်းရေအားလျှက်စစ်ထုတ်လုပ်မှုမှာစိန်ခေါ်မှုတွေရှိနေတယ်လို့ကမ္ဘာဆောင်ရဲ့ဈေးနှုန်းမတည်ငြိမ်မှုတွေကလည်းကျွန်တော်နိုင်ငံရဲ့စွမ်းရည်လုံခြုံရေးအတွက်ရေရှည်မှာစဉ်းစားစရာဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဆွေးနွေးအနေနဲ့ပြည်တွင်းကရှေ့စစ်နဲ့စွမ်းရည်အရင်းမြစ်တွေကိုမှခြေခံပြီးတင်းတော်တဲ့လက်စစ်ဓာတ်ထုတ်လုပ်မှုကိုတွက်ချက်စဉ်းစားတဲ့နေရာမှာနေအောင်ကြီးစွမ်းရည်ဟာကျွန်တော်တို့နိုင်ငံအတွက်အထူးတင်းတော်တာကိုလည်းတွေ့ရှိရပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့ပထဝီနေထားအရအီကွေတာနဲ့နီးတို့တစ်နှစ်ပါလို့နေအောင်ကြီးစွမ်းရည်အပြည့်အဝရရှိရတဲ့အတွက်အရှိတော်အာရှမှာဆိုလာစွမ်းရည်ထုတ်လုပ်နိုင်စွာအစင်လာအကြီးအမားဆုံးအလားအလာကြီးမားဆုံးနိုင်ငံတွေမှာပါဝင်ပါတယ်။နေအောင်ကြီးစွမ်းရည်သုံးပြီးတစ်နှစ်ကိုလက်စစ်ဓာတ်အား91,983.8 တရာဝတ်နာရီအထိတောင်ထုတ်လုပ်နိုင်စွာရှိနေပါတယ်။အထူးသဖြင့်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစကိုင်းဒေသကြီးစတဲ့မြန်မာနိုင်ငံအလဲပိုင်းမွန်းတို့ရန်ကုန်ဒေသကတော့ဆိုလာစွမ်းရည်နဲ့တစ်နှစ်ပါလို့အမြင့်ဆုံးထုတ်လုပ်ပေးနိုင်တဲ့နေရာတွေပဲဖြစ်ပါတယ်။ဒါကြောင့်တဘာပေါင်းရင်ထိကိုက်မှုရောနေစေတဲ့ပြန်လည်ပြည့်ဖြိုးမဲကိုယ်ပိုင်ဆိုလာဓာတ်ပေးစနစ်များတိဆောက်တက်ဆင်အသုံးပြုကြဖို့ဌာနဆိုင်ရာအဖွဲ့အစည်းများပုဂ္ဂလိကလုပ်ငန်းများဟိုတယ်လုပ်ငန်းများကိုလည်းအားပေးဆောင်ရွက်နေပါတယ်။တရားပြုံးသီးမှုနဲ့ကာမွန်ထုတ်လုပ်မှုရောချနိုင်ဖို့အတွက်တဘာပေါင်းကြီးကိုမထိကိုက်စေတဲ့ပြန်လည်ပြည့်ဖြိုးမဲစွမ်းရည်တွေကိုလည်းအသုံးချဆောင်ရွက်တဲ့နေရာမှာရေအားလက်စစ်ဓာတ်ပေးစက်အုပ်တွေကစစ်စစ်မပြဓာတ်ထုတ်လုပ်နိုင်ဖို့အတွက်အရေးကြီးတဲ့အတွက်ဆက်လက်ဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်။ဒါကြောင့် ARD ပြင်မမြေကြီးပေါ်မှာလည်းအနိဋ္ဌမနဲ့ဓာတ်ပေးစက်အုပ်တွေတိစနိုင်ဖို့အတွက်လေးလာမှုတွေဆောင်ရွက်ရှိနေပါတယ်။မြေစုံစီမံကိန်းပါဝင်တိဆောက်မဲ့လက်စစ်စီမံကိန်း10ခုကိုလည်းဆက်လက်အကောင့်တွေပေါ်ဆောင်နိုင်မယ်ဆိုရင်နိုင်ငံတော်တဲ့လိုအပ်တဲ့လက်စစ်ဓာတ်ပမာဏကိုအပြည့်အဝဖြန့်ဖြူးပေးနိုင်မှာဖြစ်တဲ့အတွက်ကျိုးစားအကောင့်တွေပေါ်ဆောင်သွားမှာဖြစ်ကြောင်းလည်းပြောကြားလိုပါတယ်။နိုင်ငံတော်တဲ့လိုအပ်တဲ့လက်စစ်ဓာတ်ရရှိနိုင်မဲ့နီလာမျိုးစုံကနေကျိုးပေါင်းဆောက်တဲ့နေရာမှာကျောင်းမီသွေးသုံးလက်စစ်ဓာတ်ပေးလုပ်ငန်းနဲ့နျူကလ িয়ার စွမ်းအင်တော်လက်စစ်ဓာတ်ပေးလုပ်ငန်းတွေဟာလည်းထပ်သွင်းစဉ်းစားရမယ့်နီလာတွေပဲဖြစ်ပါတယ်။ကျွန်တော်နိုင်ငံအနေနဲ့2030ပြည့်နှစ်မှာတနင်္ဂနွေလက်စစ်ဓာတ်ရရှိရေးစီမံချက်ပြည့်မီဖို့အတွက်တတောက်တနေကအားဖြည့်နိုင်ဖို့660မဂါဝါတ်ထိထွက်မဲ့တဘာဝပေါင်းခြင်းကိုထိခိုက်ဖို့အနည်းဆုံးဖြစ်စေမဲ့အစိမ့်မြင့်နည်းပညာသုံးကျောင်းမီသွေးဓာတ်ပေးဆက်ရုံကို9နှစ်အတွင်းအစိမ့်နဲ့တိဆောက်သွားမှာလည်းဖြစ်ပါတယ်။ဒါပြင်နျူကလ িয়ার ဓာတ်ပေးဆက်ရုံတိဆောက်နိုင်ရေးအတွက်လည်းကျွန်တော်တို့အနေနဲ့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ပြည်တော်တော်နာယကနဲ့တွတ်တော်ကိုယ်တော်ကြီးများခင်ဗျာနိုင်ငံတကာတည်ဆောက်ရေးမှာအဓိကမောင်းတဲ့အဖြစ်တဲ့လူသားအရင်းမြစ်ဟာအဓိကအကျဆုံးဖြစ်ပြီးဒီအရင်းမြစ်တွေဖွံ့ဖြိုးတိုးတက်စေဖို့တဲ့ပညာရေးခါခိုင်မာတဲ့အခြေခံအုတ်မြစ်လည်းဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးအခြေအနေကိုလေ့လာကြည့်မယ်ဆိုရင်2024ခုနှစ်မှာအသက်15နှစ်နဲ့တည်းလူဦးရေရဲ့စက်တပြမှုနှုန်းဟာ92.1%ရှိပြီးတွက်ချက်နိုင်မှုက92.3%ရှိပါတယ်။အင်္ဂလိပ်ရဲ့ကိုလိုနီမဖြစ်ပြီးကကျွန်တော်နိုင်ငံဟာကိုယ်ပိုင်ဘာသာစကားနဲ့စက်တပြမှုနှုန်းမြင့်မားခဲ့တဲ့နိုင်ငံဖြစ်ခဲ့ပါတယ်။ရွာတိုင်းမှာဘုံတော်ကြီးကျောင်းတွေရှိပြီးယောက်ျားလေးတဲ့တမကမိန်းကလေးများပါစာရေးစာပါအတွက်ချက်တင်ကြားခဲ့ရတဲ့အတွက်18ရာစုနဲ့19ရာစုကလာရောက်ခဲ့ကြတဲ့ဥရောပသားတွေကတော့မြန်မာတို့ရဲ့စာတပြတ်မှုနှုန်းကိုအံ့ဩခဲ့ကြပါတယ်။1885ခုနှစ်မြန်မာတနိုင်ငံလုံးဗြိတိရှ်လက်အောက်ကိုကြောက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ရဲ့တမန်ဝင်ဘုန်းတော်ကြီးတင်ပညာရေးစနစ်မှိမ့်မိန်သွားခဲ့ရပါတယ်။1948ခုနှစ်လွတ်လပ်ရချိန်မှာမြန်မာနိုင်ငံရဲ့စာတပြတ်မှုနှုန်းဟာ35%ခန့်သာရှိတဲ့အတွက်ပြည်သူများစုဟာစာမတတ်သူများဖြစ်နေခဲ့ပါတယ်။ဖသပလအစိုးရလက်ထက်မှာလူထုပညာရေးအဥပဒေ1948ကိုပြဋ္ဌာန်းပြီးစာမတတ်သူပပျောက်ရေးအတွက်ရှေ့ပြေး၄နှစ်စီမံကိန်းတွေနဲ့စတင်ကြိုးပမ်းခဲ့ပါတယ်။ဒါပေမဲ့ပြည်တွင်းရောင်းစုံတောင်းကျမ်းမှုနဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ထိရောက်မှုအားနည်းခဲ့တာကိုလည်းတွေ့ရှိရပါတယ်။ဒါကြောင့်1964ခုနှစ်အာတုံလုံးလှုပ်ရှားမှုမစတင်မီအချိန်ထိမြန်မာနိုင်ငံမှာစာမတတ်တဲ့တက်ကြီးရွယ်အိုနဲ့ကျေးလက်နေပြည်သူဥယေကဒုနှစ်တည်းနဲ့ရှိနေစေဖြစ်ခဲ့ပါတယ်။ဒီအာတုံလုံးလှုပ်ရှားမှုတွေကြောင့်မြန်မာပြည်သူလူထုရဲ့စာသားမြတ်မှုပြန်လည်မြင့်မားလာခဲ့ပြီး
1983ခုနှစ်တကောင်စင်းမှာ81ရာခိုင်နှုန်း1983ခုနှစ်တကောင်စင်းမှာ88.6ရာခိုင်နှုန်း2014ခုနှစ်တကောင်စင်းမှာ89.5ရာခိုင်နှုန်းဖြစ်တဲ့အတွက်စာတတ်မြောက်မှုရာခိုင်နှုန်းကစဉ်စစ်မပြတ်တိုးတက်တာလို့ဆိုနိုင်ပါတယ်။ဒါကြောင့် UNESCO အဖွဲ့ရဲ့ဂုဏ်ပြုဆုတွေဖြစ်တဲ့1982ခုနှစ်မှာမိုဟာမက်ရေဇာပါလာဗီဆုနဲ့1983ခုနှစ်မှာနိုမာဆုတို့ကိုမြန်မာနိုင်ငံကထိုက်ထိုက်တန်တန်ဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ဒီနေရာမှာတင်ပြလိုတာကတော့စာတတ်မြောက်မှုနှုန်းမြင့်မားနေပေမဲ့ပြည်သူလူထုရဲ့ကြောင်းနေရာခိုင်နှုန်းကနေပါနေသေးပြီးပညာရေးချင်းနေပြနေစေဖြစ်တာကိုလည်းတွေ့ရှိရပါတယ်။2024ခုနှစ်လူဦးရေနဲ့အိမ်ကျောင်းမှာတကောင်စင်းရအသက်15နှစ်အရွယ်လူငယ်9ဦးမှာ3ဦးသာလက်ရှိကျောင်းတက်ရောက်နေတာဖြစ်ပြီးအသက်20အရွယ်6ဦးမှာ2ဦးသာပညာဆက်လက်သင်ကြားနေတာကိုလည်းတွေ့ရှိရတဲ့အတွက်လက်ရန်စစ်နဲ့ထက်တန်းစစ်မှာကျောင်းထွက်တို့မြင့်မားနေတာကိုလည်းတွေ့ရှိရပါတယ်။အသက်25နှစ်တဲ့လူဦးရေရဲ့အမြင့်ဆုံးအောင်မြင်ပြီးသည့်တဲ့အတိုင်းပညာအနေနဲ့အတန်းမရှိတဲ့မူလတန်းအဆင့်ပြည့်မြောက်မှု49ရာခိုင်နှုန်းအလယ်တန်းအဆင့်ပြည့်မြောက်မှု23.8ရာခိုင်နှုန်းအထက်တန်းအဆင့်ပြည့်မြောက်မှု14ရာခိုင်နှုန်းနဲ့ခွဲရပြီးသူ17.5ရာခိုင်နှုန်းသာရှိပါတယ်။ယခင်တကောင်စင်းများအချက်လက်များကိုပြန်ကြည့်မယ်ဆိုရင်လည်းအတန်းမရှိတဲ့မူလတန်းအဆင့်သာပြည့်မြောက်ပြီးသူက1983ခုနှစ်မှာ90ရာခိုင်နှုန်း1983ခုနှစ်မှာ84ရာခိုင်နှုန်းနဲ့2014ခုနှစ်မှာ61ရာခိုင်နှုန်းရှိတဲ့အတွက်မြန်မာနိုင်ငံရဲ့လူဦးရေအများစုဟာမူလတန်းပညာရေးသက်ပြည့်မြောက်ခဲ့တယ်လို့သုံးသပ်ရရှိပါတယ်။1983ခုနှစ်မှာအသက်25နှစ်ရှိသူတွေဟာ1988ခုနှစ်မှာအသက်40အရွယ်ဖြစ်လာမှာဖြစ်ပြီး2021ခုနှစ်မှာ83နှစ်အရွယ်ဖြစ်လာကြမှာဖြစ်ပါတယ်။ထို့တူပဲ1983ခုနှစ်မှာအသက်25နှစ်ရှိခဲ့တဲ့သူတွေဟာ1988ခုနှစ်မှာအသက်30နှစ်2021ခုနှစ်မှာ63နှစ်ဖြစ်လာမှာဖြစ်ပါတယ်။2014ခုနှစ်မှာအသက်25နှစ်ရှိတဲ့သူတွေဟာ2021ခုနှစ်မှာ32နှစ်အရွယ်ဖြစ်ကြခဲ့ကြတဲ့အတွက်ပညာတတ်မြောက်မှုနေပါပြီးစဉ်းစားဆင်ခြင်မှုအားနည်းကအကြမ်းဖက်မှုတွေကိုသာလှုံ့ဆော်ခဲ့ကြတာကိုလည်းတွေ့ရှိရပါတယ်။ဒါဟာသင်္ကားသာတစ်ခုဖြစ်ခဲ့ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့အစိုးရအနေနဲ့နိုင်ငံတော်ရဲ့ပညာရေးကဏ္ဍမြင့်တင်ရေးအတွက် KG+9 အထိမတိမနေရပညာရေးစနစ်အဖြစ်ပြောင်းလဲခဲ့ပါတယ်။နိုင်ငံတော်ရဲ့ပညာရေးကဏ္ဍတိုးတက်လာစေဖို့တဲ့နိုင်ငံတော်ဘာသာငွေတွေကိုပညာရေးကဏ္ဍမှာပုံမှုတိုးမြင့်ရည်နှီးမြှုပ်နှံခဲ့ပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးကဏ္ဍတိုးတက်ဖို့အတွက်2026-2029ဘာသာရေးနှစ်မှာပညာရေးဝန်ကြီးဌာနအတွက်ပဲနိုင်ငံတော်ဘာသာငွေရဲ့ 6.9 ရာခိုင်နှုန်းအသုံးပြုသွားမှာဖြစ်တယ်လို့လက်ရှိဝန်ကြီးဌာနတွေရဲ့ပညာရေးကဏ္ဍတွေအပါအဝင်နိုင်ငံတော်ဘာသာငွေကနေ 9.2 ရာခိုင်နှုန်းအသုံးပြုသွားမှာလည်းဖြစ်ပါတယ်။လာမယ့်2029-28ခုနှစ်မှာပညာရေးဝန်ကြီးဌာနအတွက်နိုင်ငံတော်ဘာသာငွေရဲ့ 10 ရာခိုင်နှုန်းနဲ့မနည်းတိုးမြင့်အသုံးပြုသွားမှာဖြစ်ပြီးလာမယ့်တစ်နှစ်ကျော်2028-29ဘာသာနှစ်မှာပညာရေးကဏ္ဍအတွက်နိုင်ငံတော်ဘာသာငွေရဲ့15 ရာခိုင်နှုန်းထိတိုးမြင့်အသုံးပြုသွားဖို့စီမံဆောင်ရွက်နေပါတယ်။လက်ရှိကာလပညာရေးဝန်ကြီးဌာနရဲ့စည်းအချက်အလက်များတွေအရ2026-29ပညာသင်နှစ်အခြေခံပညာမူလတန်းအဆင့်မှာ4.9 တန်းအလယ်တန်းအဆင့်မှာ2 တန်းကျော်ထက်တန်းအဆင့်မှာ6 သိန်းကျော်နဲ့စုစုပေါင်း 9.5 တန်းကျော်တက်ရောက်ပညာသင်ကြားလျက်ရှိနေကြပါတယ်။2025-26ပညာသင်နှစ်မှာအခြေခံပညာအဆင့်ကျောင်းသားစုစုပေါင်း 9.1 တန်းကျော်တက်ရောက်ခဲ့တာနဲ့ပြန်လည်နှိုင်းယှဉ်ကြည့်ရတဲ့အခါမှာတော့ယခုနှစ်မှာကျောင်းသားဦးရေ4 သိန်းခန့်တိုးတက်လာတာကိုလည်းတွေ့ရှိရပါတယ်။ဒါပေမဲ့လည်း2016-2019ပညာသင်နှစ်မှာကျောင်းတက်ရောက်သူ 9.4 တန်းနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်ရုံးနေတာကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်။ဒါကြောင့်ကျောင်းသူရဲ့ကလေးတိုင်းကျောင်းတက်ရောက်နိုင်စေဖို့အတွက်ကျွန်တော်တို့အနေနဲ့ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့နိုင်ငံသားတို့ရရှိမဲ့ပညာသင်ယူမှုအခွင့်အရေးကိုအလေးထားသလိုပြည်သူ့အကျိုးကိုရှေ့ရှုပြီးကျောင်းပြပရောက်နေတဲ့ကလေးတွေကိုကျောင်းပြန်လည်ရောက်ရှိစေဖို့အတွက် placement test အထူးအစီအစဉ်ကိုပြုလုပ်ပေးခဲ့ပါတယ်။ဒီလိုဆောင်ရွက်တဲ့နေရာမှာအခြေခံပညာဘုရဒန်းစဉ် grade 2ကနေ grade 5မှာစင်းပေးသွင်းသူ3,4,369 ဦးတည်းကဖြည့်ဆူသူ9,959 ဦးရှိခဲ့ပြီးအောင်မြင်သူ4,3,510 ဦးရှိခဲ့ပါတယ်။အလယ်တန်းအဆင့် grade 6မှာ grade 9မှာစင်းပေးသွင်းသူ9,1,818 ဦးတည်းကဖြည့်ဆူသူ4,5,329 ဦးရှိခဲ့ပြီးအောင်မြင်သူ9,865 ဦးရှိခဲ့ပါတယ်။ပညာရေးအားနည်းတဲ့ဒေသတွေအတွက်အထူးစီမံချက်တွေချမှတ်ပြီးKG+9အထိပညာသင်ကြားနိုင်ရေးဆောင်ရွက်ပေးရမှာဖြစ်သလိုစက်မှုစိုက်ပျိုးမွေးမြူရေးထက်တန်းကျောင်းတွေကိုလည်း92ကျောင်းထိဖွင့်လှစ်ထားရှိခဲ့ပြီးဖြစ်ပါတယ်။ယခုနှစ်ကစပြီး KG+6 မှာပြဋ္ဌာန်းစာအုပ်တွေနဲ့သင်ကြားပေးလက်ရှိနေပြီးဩဂုတ်လကုန်မှာတော့ KG+7, 8, 9အတန်းတွေမှာပြ
ပြဋ္ဌာန်းစာအုပ်တွေနဲ့ဆက်လက်ဝေငှပြီးတင် जा ပေးနိုင်ဆောင်ရွက်နေပါတယ်ဒီလိုတင် जा ပေးတဲ့နေရာမှာအရေးချင်းပြည့်ဝတဲ့ဤပြတွေလုံလုံလောက်လောက်ရရှိအောင်မွေးမြူလေ့ကျင့်ပေးသွားမှာဖြစ်ပြီးလွတ်တဲ့ပုံမှာလည်းထိထိရောက်အသုံးချနိုင်တဲ့ဤပညာအခြေခံတွေတန်းမြောက်စေဖို့တဲ့ကျန်းမာဆောင်ရွက်သွားမှာဖြစ်ပါတယ်စိုက်ပျိုးနေမွေးမြူသိပ္ပံကျောင်းတွေကတဆင့်တင်တော်တဲ့သိပ္ပံကျောင်းတွေကိုတက္ကသိုလ်ကောလိပ်အဆင့်မြင့်တင်ခြင်းနဲ့ပိုလီတက္ကသိပ္ပံတွေကိုသိပ္ပံတွေနဲ့တက္ကသိုလ်တွေတိုးချဲ့ဖွင့်လှစ်တာရေးတွေဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်လက်ရှိစိုက်ပျိုးနေမွေးမြူသိပ္ပံကျောင်း15ကျောင်းတွေကကျောင်းဧရိယာနဲ့အခြေခံအဆောက်အအုံရတင့်တော်တဲ့ပွင့်ပြူတာယာဝတီတထုံနဲ့ဟဲရိုးတို့မှာရှိတဲ့စိုက်ပျိုးနေမွေးမြူသိပ္ပံတွေကိုစိုက်ပျိုးနေမွေးမြူကောလိပ်အဖြစ်အဆင့်မြင့်နဲ့တိုးမြင့်နိုင်ဖို့နဲ့လိုအပ်တဲ့ဆရာဆရာမနဲ့ဝန်ထမ်းတွေခန့်နိုင်ဖို့စီမံဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်ပြည်တော်လွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာပညာရေးကဏ္ဍမှာအခြေခံပညာကျောင်းပေါင်း9962ကျောင်းရှိတဲ့နဲ့35,539ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီးပညာရေးဝန်ကြီးဌာနအဆင့်မြင့်ပညာဦးစီးဌာနအောက်မှာရှိတဲ့တက္ကသိုလ်အခု90နဲ့48ခုဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်အခြေခံပညာအဆင့်မှာဆရာဆရာမအင်အား3,5,285ဦးအဆင့်မြင့်ပညာအဆင့်မှာ1,689ဦးတာဝန်ထမ်းဆောင်လည်းရှိနေကြပါတယ်ပညာဒီကောလိပ်25ခုနဲ့5ခုကိုဆရာတက်ပညာသင်တက္ကသိုလ်အဆင့်မြင့်တင်ဆောင်ရွက်နိုင်မြင့်တင်ဆောင်ရွက်နေပါတယ်ပညာဒီကောလိပ်မှာထူးချွန်စွာအောင်မြင်ခဲ့တဲ့တွေကိုလည်းဆရာတက်ပညာသင်တက္ကသိုလ်တွေမှာမဟာဘွဲ့တက်ခွင့်ပေးပြီးမဟာဘွဲ့ရရှိပါကထက်တန်းပြဆရာဖြစ်ခန့်အပ်ပေးသွားမှာလည်းဖြစ်ပါတယ်မူရတန်းပြအဖြစ်တာတာဝန်ထမ်းဆောင်သူတွေကိုပညာဒီကောလိပ်ကသက်ဆိုင်ရာဘွဲ့များရပြီးရင်လက်ထောက်မူရတန်းပြလက်ထောက်အလယ်တန်းပြနဲ့သားစာတူအဖြစ်ခန့်အပ်ပြီးတင်ကြတဲ့လုတ်တဲ့အရေးချင်းပေါ်မှာမူတည်ပြီးတော့ဆက်လက်ပြီးဒုတိယမူရတန်းပြအလယ်တန်းပြရဲ့လားစာတူတဖန်တတ်မှတ်လုတ်တဲ့အရေးချင်းကိုက်ညီရင်မူရတန်းပြအထက်တန်းပြလားစာနဲ့အတူယာတုလားစာများတိုးမြင့်ပေးသွားမှာလည်းဖြစ်ပါတယ်ကလေးသူငယ်များရဲ့ပညာရေးဟာမူရတန်းမှာအရေးကြီးတဲ့အတွက်စီစဉ်ပေးထားခြင်းလည်းဖြစ်ပါတယ်လာတူပဲပညာဒီကောလိပ်မှာဘွဲ့ရပြီးရင်လက်ထောက်အလယ်တန်းပြများဖြင့်ခန့်မှဖြစ်ပြီးတတ်မှတ်လုတ်တဲ့အရေးချင်းပြည့်မီရင်ဒုတိယအလယ်တန်းပြတမလို့တဲ့အရေးချင်းပြည့်မီရင်အလေတန်းပြထက်တန်းပြလားစာနဲ့လားစာတူအဖြစ်တိုးမြင့်ခံသွားပေးသွားမှာလည်းဖြစ်ပါတယ်အကြောင်းမျိုးမျိုးကြောင့်ခန့်ဖို့ကြံ့ကြာနေခဲ့တဲ့ဆရာဆရာမ8000ကိုလည်းယူကိုလာတွင်ခန့်ပေးထားပြီးလည်းဖြစ်ပါတယ်ထမလူဝတ်နေတဲ့မူရတန်းပြဆရာဆရာမတွေကိုလည်းတက္ကသိုလ်ဘွဲ့ရများမှာခေါ်ယူပြီးပညာရေးဒီဂရီကောလိပ်တီးတီးမှာဒီပလိုမာသင်တန်းတွေတက်စီပြီးတော့ခန့်ပေးသွားမှာလည်းဖြစ်ပါတယ်ပညာရေးပြုပြင်ပြောင်းလဲမှုမှာကလေးတွေကိုဆံမွဲအောင်မျှမဟုတ်ပဲအမှန်တကယ်နားလေတတ်မြောက်တဲ့ကလေးတွေဖြစ်အောင်ဘယ်ဆိုထူးချွန်တဲ့ကလေးတွေဖြစ်အောင်ပြုစုပြောထောင်ပေးဖို့နဲ့ဤဒီဗီမှန်မှအမှတ်ပေးတဲ့စနစ်ကိုလည်းပြုပြင်ပြောင်းလဲဖို့ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်ဗလာ9ရာနဲ့ပြည့်ဝတဲ့အကြောင်းတွေဖြစ်စေဖို့တဲ့အခြေခံပညာကဏ္ဍမှာ Smart School နဲ့ Full for School Program တွေကိုလည်းကျွန်တော်တို့ဆိုရရက်ပေါင်း100ကာလအတွင်းမှာအားကစားရေးရာဝန်ကြီးဌာနမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွေနဲ့ပေါင်းစပ်ဆောင်ရွက်လက်ရှိပါတယ်။ဒါပြင်ပြည်내တိုင်းဒေသကြီးတည်မှာရှိတဲ့တက္ကသိုလ်ကြီးများမှာလည်းဘွန်တင်သမြင်ခမ်းမများအပန်းပြေရိပ်သာများအစိမ့်မြေဘောလုံးကွင်းနဲ့အားကစားရုံများလည်းတိစောက်ပေးလက်ရှိနေပါတယ်။အစိမ့်မြေပညာရေးမှာသုတေသနဆောင်ရွက်ရေးတွန်းမြင့်ရေးဗဟိုဌာန CRI ကိုရန်ကုန်တက္ကသိုလ်မန္တလေးတက္ကသိုလ်နဲ့နေပြည်တော် State Academy တို့မှာတည်ထောင်ပေးနေပြီးသုတေသနလုပ်ငန်းတွေဆောင်ရွက်လက်ရှိနေပါတယ်။ဒါပြင်ဘာသာဆိုင်ရာထူးချွန်သူတွေမှုထုတ်ပေးနိုင်ဖို့တဲ့ရန်ကုန်တက္ကသိုလ်မန္တလေးတက္ကသိုလ်နဲ့နေပြည်တော် State Academy တို့မှာတင်ချာယူပဗေဒဓာတုဗေဒဘာသာရပ်တွေအတွက်သိပ္ပံပညာထူးချွန်စုစီးပွားရေးနဲ့ဥပဒေဘာသာရပ်တွေအတွက်စီးပွားရေးပညာထူးချွန်စုနဲ့ဥပဒေပညာထူးချွန်စုတွေပေးရသွားမှာလည်းဖြစ်ပါတယ်ကျွန်တော်တို့ဆိုအနေနဲ့အာကာသနည်းပညာကဏ္ဍမှာကမ္ဘာနိုင်ငံတွေနဲ့ရေမောင်တန်းဆောင်နိုင်ဖို့မြန်မာအာကာသအေဂျင်စီကိုလုံငါတာဝန်လက်ပံခွင့်တွေနဲ့အတူဖွဲ့စည်းတာဝန်ပေးရထားခဲ့ပြီးလက်ရှိမှာတော့အာကာသပြတဲ့ဖွင့်တဲ့တာလူငယ်တွေအတွက်အာကာသဆိုင်ရာပြိုင်ပွဲတွေပြည့်ပြုပြီးတာစတဲ့လူထုပညာပေးစီစဉ်ဒီမှသည်ဂျိုဒုမြေပြင်ထိန်းချုပ်ရေးစခန်းတိဆောက်ခြင်းအထိဆောင်ရွက်နိုင်ခဲ့ပါတယ်ဂျိုဒုချက်လက်တွေနဲ့ AI နည်းပညာကိုပေါင်းစပ်ပြီးစိုက်ပျိုးရေးတဘာဝဘေးရန်စီမံခန့်ခွဲရေးနဲ့မြေသုံးချမှုစီမံခန့်ခွဲရေးပါဝင်အခြားလူမှုစီးပွားရေးကဏ္ဍတွေမှာလက်တွေ့အသုံးချနိုင်ဖို့ကိုလည်းကြိုးပမ်းဆောင်ရွက်လက်ရှိနေပါတယ်ပြည်ပပူးပေါင်းဆောင်ရွက်မှုတွေနဲ့ရုရှားနိုင်ငံနဲ့အစိုးရအခြေချင်းသဘောတူညီချက်လက်မှတ်ရေးထိုးထားသလိုတရုတ်အိန္ဒိယဘီလာရုစ်အထူးအပါအဝင်နိုင်ငံတကာအာကာသအဖွဲ့အစည်းတွေနဲ့လည်းအာကာသနည်းပညာနယ်ပယ်ကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်နေပါတယ်
မကြခင်မှာမြန်မာနိုင်ငံပိုင်းဂျိုရုကိုတရုတ်နိုင်ငံနဲ့ပူးပေါင်းပြီးလွတ်တင်ဖို့လူဆောင်အရင်းမြစ်နဲ့လိုအပ်တဲ့နည်းပညာလုပ်ငန်းတွေစတင်ပြင်ဆင်ဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်။နာနိုစက်တလိုက်နဲ့မက်ခရိုစက်တလိုက်တွေကိုလည်းမေ့ဖွဲ့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းတည်ဆောက်လွတ်တင်သွားမှာလည်းဖြစ်ပါတယ်။ဒါပြင်မြန်မာအာကာသယာဉ်မှုတွေအာကာသခီးစဉ်မှာလိုက်ပါဝင်နိုင်ဖို့တဲ့ရုရှားနိုင်ငံနဲ့ပူးပေါင်းပြီးအာကာသယာဉ်မှုလောင်းတွေကိုစစ်စစ်ရွေးချယ်လေ့ကျင့်ပေးနိုင်ရင်ဆောင်ရွက်နေပါတယ်။အနာဂတ်မှာမြန်မာနိုင်ငံသားအာကာသယာဉ်မှုတူနိုင်ငံတကာအာကာသစခန်းမှာတာဝန်ထမ်းဆောင်နိုင်တာဟာဒေတာအသင်းမှာတာမကကမ္ဘာမှာပါနိုင်ငံနဲ့နိုင်ငံသားတွေအတွက်ဂုဏ်ယူရမယ့်တမိုင်းဖတ်တဲ့တစ်ခုဖြစ်လာတော့မှလည်းဖြစ်ပါတယ်။အာကာသနည်းပညာကကိုယ်ကျဲစိတ်များပြားပြီးအချိန်ယူဆောင်ရွက်တဲ့ကဏ္ဍဖြစ်ပေမဲ့နိုင်ငံရဲ့ရည်ရှိအနာဂတ်အတွက်မဖြစ်မနေရင်းနှီးမြှုပ်နှံသွားမှလည်းဖြစ်ပါတယ်။ဒါကြောင့်ပြည်တွင်းနည်းပညာအခြေခံနဲ့လူဆောင်အရင်းမြစ်ကိုမြင့်တင်ရင်နိုင်ငံတကာမိဖက်တွေနဲ့လက်တွဲပြီးတော့မှမြန်မာနိုင်ငံရဲ့အာကာသအိမ်မက်ကိုလက်တွေ့အကောင့်ထဲပေါ်သားမှဖြစ်ကြောင်းလည်းပြောကြားလိုပါတယ်။ပြည်ထောင်စုလွှတ်တော်နိုင်ငံနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာခင်မီဖြစ်ဖို့တိုးတက်တဲ့ဒီမိုကရေစီတစ်ကိုတည်ဆောက်တဲ့နေရာမှာနိုင်ငံသားအလုံးပညာရေးမြင့်မားဖို့လိုအပ်တယ်လို့ဒီမျိုးသားတို့ကျမ်းမာကျမ်းခိုင်ဖို့ကလည်းအခြေခံကြပြီးအဓိကကြတဲ့အချက်တွေဖြစ်ပါတယ်။ကျွန်တော်တို့ဆိုအဖွဲ့အနေနဲ့လူအသက်တဲ့အရေးကြီးတဲ့ဘာမှမရှိဆိုတဲ့ခံယူချက်ကိုဥထိတ်ထားစီပြီးပြည်သူလူထုကိုဓာတ်ရိုက်အကျိုးပြုမဲ့ကျမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုအချိန်ကုန်မြင့်ဖော်ဆောင်ပေးလျက်ရှိနေပါတယ်။ကျွန်တော်တို့ဆိုရတဲ့အဓိကရည်မှန်းချက်ကစေဝရှင်လင်ဆံဝင်ရှိရမည်ဖြစ်ပြီးမျိုးပြနဲ့ကြေးတက်ပါမကြမ်းဆေးရချတာမျိုးလူတိုင်းလက်လှမ်းပြီးတဲ့ကျမ်းမာရေးစောင့်ရှောက်မှု UHC ကိုရရှိခံစားစေဖို့ဖြစ်ပါတယ်။ကျွန်တော်နိုင်ငံရဲ့ပြင်းပြမြုံမတတဟာအင်အားကြီးနိုင်ငံတွေနဲ့ရှိရင်နှင်းကြစေဖြစ်နေတာကိုလည်းသတိပြုမိကြမှာဖြစ်ပါတယ်။ကျွန်တော်မြန်မာနိုင်ငံရဲ့ဘုရားရှင်မြုံမချက်တတဟာတောင်ပြည့်နှစ်မြမကျမ်းမာရေးမြုံမချက်နှစ်30နှစ်ချီစီမံကိန်းအစနှစ်မှာ60မှာ60နှစ်ကြားမှာသာရှိခဲ့ပါတယ်။2014ခုနှစ်တကောင်စင်းရ66.8နှစ်2024ခုနှစ်တကောင်စင်းရ69နှစ်ထိတိုးတက်တာကိုတွေ့ရှိရမှာဖြစ်ပါတယ်။2030ပြည့်နှစ်မှာမြုံမတက်တန်းကို85မှ80နှစ်အကြားထိတိုးမြင့်လာဖို့ညှော်မှန်းဆောင်ရွက်နေပါတယ်။ကျွန်တော်တို့ဆိုအနေနဲ့လူရန်တက်သားစိအသက်ရှည်တဲ့နေထိုင်ရေးနဲ့လူရန်ယောဂပယကင်းရှင်းရေးဆိုတဲ့ရည်မှန်းချက်တွေကိုစိတ်ကောင်းစေတနာနဲ့ဖော်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ကျမ်းမာရေးဆောင်ချက်မှုရန်နာကြီးတစ်ခုလုံးကောင်းမွန်စေဖို့အတွက်ကြွကျင်တဲ့ကျမ်းမာရေးလူဆောင်အရင်းမြစ်တွေအလွန်အရေးကြီးပါတယ်။ဒါကြောင့်ကျွန်တော်တို့အစိုးရအနေနဲ့ဒုနာပြုနဲ့တာဖွားတင်နန်းကျောင်း15ကျောင်းကိုဒုနာပြုသိပ္ပံများအဖြစ်အစိမ့်မြစ်တင်ပြီးဖွင့်လှစ်ပေးနိုင်ခဲ့ပြီးရရှိနေတဲ့ဒုနာပြုသိပ္ပံဒုနာပြုနဲ့တာဖွားနှိမ့်တဲ့တင်နန်းကျောင်း29ကျောင်းကိုလည်းဦးစားပေးနေတဲ့ဖွဲ့စည်းပုံတိုးမြင့်ပေးခဲ့ပါတယ်။ဒုနာပြုတွေရဲ့ဂုဏ်သိက္ခာနဲ့တာဝန်ထမ်းဆောင်မှုတွေကိုအတိအမှတ်ပြုတဲ့အနေနဲ့ဒုနာပြုတွေအတွက်ယာဒူးအဆင့်အလိုက်ဓာတ်စာတူးမြင့်ခြင်းနဲ့ထပ်ဆောင်ငွေတွေကိုလည်း2026-2029ဘာနှစ်ကစပြီးခါးစားခွင့်ပြုထားပြီးလည်းဖြစ်ပါတယ်။ဒါပြင်2026ခုနှစ်ကုန်ပိုင်းမှာဆရာဝန်သစ်တွေ1200ခန့်နဲ့ဒုနာပြုသစ်တွေ2600ခန့်ကိုလည်းထပ်မံခန့်အပ်နိုင်ဖို့ရထားဆောင်ရွက်လည်းရှိနေပါတယ်။ကျွန်တော်တို့ဆိုတဲ့တက်မှာကျမ်းမာရေးဆိုင်ရာလူစားအရင်းမြစ်တွေကိုရှိသည့်ရှိထိုက်တဲ့နှုံတာပြည့်မီတဲ့အထိတိုးတက်မွေးထုတ်ပေးနေအောင်လည်းစီမံကိန်းချမှတ်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။အစိုးရတက်ကရပ်ပေါင်း100စီမံချက်အတွင်းမှာပြည်သူတွေရဲ့ကျန်းမာရေးအတွက်ထိရောက်တဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်ခဲ့ပြီးမြို့နယ်90မှာလည်းကျန်းမာရေးမြင့်တင်မှုတွေလှုပ်ဆောင်မှုဒုတိယကျန်းမာရေးဦးစီးမှုတွေလည်းခန့်ထားတာဝန်ပေးနိုင်ခဲ့ပါတယ်။ဒါပြင်တရုတ်နိုင်ငံနဲ့ပူးပေါင်းပြီးရည်ပြီးတော့ရန်ကုန်နဲ့မန္တလေးမြို့ကြီးတွေမှာတစ်နှစ်အတွင်းဒုနာ3သိန်းအထိနင်တို့ယောဂအန်ဒီရဲ့အကဲပြတ်စစ်ဆေးခြင်းနဲ့စေကုသမှုတွေကိုဆောင်ရွက်ပေးသွားမှာလည်းဖြစ်ပါတယ်။ဘေးအာရီနဲ့ပြိပက္ခတွေကြောင့်ပျက်စီးခဲ့ရတဲ့ဆေးရုံဆေးပေးခန်းတွေအဆောက်အဦတွေကိုလည်းဦးစားပေးပြန်တဲ့ထောင်ပေးလျက်ရှိနေပါတယ်။ဒါ့အပြင်ကျောင်းကျမ်းမာရေးလုပ်ငန်းတွေကိုလည်းအရှိန်မြင့်ဆောင်ရွက်ပေးသွားမှာလည်းဖြစ်ပါတယ်။ကျမ်းမာရေးကဏ္ဍမှာပြည်내နဲ့တိုင်းဒေသကြီးတွေမှာရှိတဲ့ဂရင်200ဆဆေးရုံတွေကိုလည်းဂရင်300ဆဆေးရုံအဖြစ်အဆင့်မြင့်တင်ပေးခြင်းဆေးပစ္စည်းကိရိယာများဖြစ်တင်ပေးခြင်းတို့ကိုလည်းဆောင်ရွက်ပေးလျက်ရှိနေပါတယ်။အခြေခံဆောက်အဦဖြစ်စည်းမှုအနေနဲ့လည်းပြည်သူ့ဆေးရုံတွေကိုအဆင့်မြင့်တင်ပေးနေသလိုဆေးရုံတွေမှာကျန်းမာရေးဝန်ထမ်းများ24နာရီအသင့်ရှိနေဖို့လိုအပ်တဲ့အတွက်ဝန်ထမ်းအိမ်ယာများကိုလည်းတိုးချဲ့တိစောက်ပေးလျက်ရှိနေပါတယ်။ကျွန်တော်နိုင်ငံအစိုးရရဲ့ကျန်းမာရေးအသုံးစရိတ်ဟာ2000ပြည့်နှစ်မှာစုစုပေါင်းအစိုးရအသုံးစရိတ်က 1.5 ရာခိုင်နှုန်းကသာရှိပေမဲ့လည်း2024-2025ခုနှစ်မှာ 2.89 ရာခိုင်နှုန်း2025-26ခုနှစ်မှာ 2.3 ရာခိုင်နှုန်းရှိခဲ့ပြီး2026-2029ခုနှစ်မှာတော့ 2.9 ရာခိုင်နှုန်းတည်းဆက်တဲ့တိုးမြင့်သွားမှာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံသားများမှာ
ပြပမှာတွားရောက်စိတ်ကူးသားတဲ့အရေးအတွက်ကလည်းတနေ့တည်းပုံမူများပြားလာတာကြောင့်နိုင်ငံခြားကိုအမြောင်များကုန်ကျနေပါတယ်ထူးချွန်ထင်မြက်တဲ့မြန်မာနိုင်ငံသားဆေးပညာရှင်အများပြားဟာပြပနိုင်ငံတွေမှာတွားရောက်လှုပ်လှုပ်ကန်နေကြတာကိုလည်းတွေ့ရှိရပါတယ်ဒါကြောင့်မို့ပြည်တွင်းမှာရှိတဲ့အစိမ့်မြင့်ဆေးရုံကြီးတွေတိစောက်ပြီးပြပရောက်မြန်မာဆေးပညာရှင်တွေလာရောက်စိတ်ကူးသားပေးနိုင်အောင်စီးပွားရေးလုပ်ငန်းရှင်တွေကလည်းရင်းနှီးမြှုပ်နှံကြဖို့လည်းတိုက်တွန်းလိုပါတယ်ပြည်တော်လွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာကျွန်တော်နိုင်ငံဟာ2024ခုနှစ်သန်းခေါင်စင်းရလူငယ်ဥပဒေ19တန်းခန့်ရှိပြီးစုစုပေါင်းလူဦးရေ32.69%ဖြစ်တဲ့အတွက်လူငယ်အင်အားများပြားတဲ့နိုင်ငံဖြစ်တာကိုလည်းတွေးရှိရမှာဖြစ်ပါတယ်ဒါဟာကျွန်တော်တို့လူဦးရေဆိုင်ရာအားသာချက်ကိုဆုလက်ဖြင့်ပြောင်းလဲနိုင်တဲ့ရွှေရောင်ခွင့်ရတစ်ရပ်ပဲဖြစ်ပါတယ်ဒီလသုံးသက်ချက်တွေရလူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်မှုဟာနိုင်ငံရဲ့ရည်ကြီးစည်းဝေးတိုးတက်မှုနဲ့ဓာတ်ရိုက်ဆက်ဆက်လည်းရှိနေပါတယ်အဓိကကတော့လူငယ်တွေရဲ့ပညာရေးကျွမ်းကျင်မှုနဲ့အလုပ်ကံရရှိမှုအခြေအနေတွေဟာနိုင်ငံရေးကိုတိုးတက်မှုစွမ်းအားနဲ့နှိုင်းယှဉ်နိုင်စွမ်းကိုဓာတ်ရိုက်သက်ရောက်နေတာပဲဖြစ်ပါတယ်ဒီအခွင့်အလမ်းကောင်းတွေရှိနေပေမဲ့လည်းလူငယ်တွေအတွင်းမှာကြောင်းထွက်နှုံမြင်မာနေတဲ့အတွက်အစိမ့်မြင့်ပညာရရှိမှုတမွေးပညာရေးရရှိမှုဒီဂျစ်တယ်နည်းပညာတက်ကြွမှုစတဲ့ပညာရေးဆိုင်ရာအားနည်းချက်တွေဖြစ်ပေါ်နေကြရပါတယ်ဒီလိုအားနည်းချက်တွေကြောင့်ဘဝအာမခံချက်ရှိတဲ့အလုပ်ကံရရှိမှုအားနည်းခြင်းပုံမှန်လောကလစာများရှိတဲ့လို့ informal sector တွေမှာအများစုလုပ်ကိုင်နေရခြင်းကျောင်းသင်ပညာရေးနဲ့အလုပ်ကိုင်ကိုက်ညီမှုအားနည်းခြင်းစူးတည်ထွေးမှုလုပ်ငန်းနဲ့စမ်းသစ်တည်ထွေးမှုဂေဟစနစ်အားနည်းခြင်းစတဲ့စီးပွားရေးဆိုင်ရာစင်ခုံမှုတွေငွေစီးပွားပြဿနာဝန်ထမ်းလောင်းကစားအကြမ်းဖက်မှုနဲ့ရာဇဝတ်မှုတွေစိတ်ကျန်းမာရေးပြဿနာစတဲ့လူမှုရေးဆိုင်ရာစင်ခုံမှုတွေပြင်နိုင်ငံတော်ကာကွယ်ရေးနဲ့တည်ဆောက်ရေးလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်နိုင်မှု civic engagement နည်းပါးတာပါရိတလုပ်ငန်းစေတနာဝန်ထမ်းလုပ်ငန်းတွေမှာစည်ရင်းစေတနာနဲ့လုပ်ကိုင်နေကြတာမှန်ပေမဲ့လည်းစစ်စစ်နဲ့တကြဆောင်းနိုင်မှုအားနေတာစတဲ့အမျိုးသားရေးစိတ်ဓာတ်ဖွံ့ဖြိုးရေးဆိုင်ရာစင်ခုံမှုတွေကိုလည်းကျွန်တော်နိုင်ငံမှာကြိုးသွင်းနေရတာအားလုံးအသိပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံမှာအရင်ကလူငယ်နဲ့သက်ဆိုင်တဲ့ဝန်ကြီးဌာနဆိုပြီးတီးခြားမရှိခဲ့ပေမဲ့အနာဂတ်နိုင်ငံတော်တဲ့တိုင်ပိုးမဖက်တဲ့လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုပုံမှုလေးထားအကောင့်တွေပေါ်ဆောင်နိုင်ဖို့လူငယ်ရေးဝန်ကြီးဌာနကိုလည်းတီးခြားဖွဲ့စည်းခဲ့ပါတယ်ကျွန်တော်အနေနဲ့လူငယ်တွေကတမှုမဖက်တဲ့တက်ရှိတရားစာရတွေဖြစ်တယ်လို့ခံယူပြီးနိုင်ငံတော်ကိုအကျိုးပြုမဲ့နိုင်ငံသားကောင်းရနာတွေပေါ်ထွန်းလာစေဖို့ဗလာငါးတန်ဖွံ့ဖြိုးတိုးတက်စေဖို့အလေးထားဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်ကျွန်တော်တို့ဆိုရအနေနဲ့လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုမျှော်မှန်းချက်အဖြစ်ဆောင်းဝေးပြပသောလူငယ်အားကောင်းသောနိုင်ငံမျှဝေပိုင်ဆိုင်သောအနာဂတ် Empowered Youth Strong Nation Share Future ဆိုတဲ့ဆောင်ပုဒ်ကိုချမှတ်ပြီးမြို့သားစဉ်လူငယ်ဖွံ့ဖြိုးရေးမူဝါဒမူပုံတရရေးဆွဲကမဟာဗျူဟာတွေရေတိုရေရှည်စီမံကိန်းတွေရေးဆွဲအကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းပြောကြားလိုပါတယ်ပြည်ထောင်စုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်ကျော်ကြီးများခင်ဗျာ21ရာစုရဲ့နိုင်ငံတကာရှင်ပြိုင်မှုတွေဟာစစ်အင်အားစီးပွားရေးအင်အားနဲ့နည်းပညာအင်အားတွေကိုပဲအခြေခံတဲ့ရှင်ပြိုင်မှုတွေမဟုတ်တော့ပဲလူစွာအရေးမြင့်တဲ့အရေးသွေးပြည်သူလူထုရဲ့ကျန်းမာကြံ့ခိုင်မှုစံတည်တည်ထင်နိုင်စွမ်းအမျိုးသားစည်းလုံးညီညွတ်မှုနဲ့နိုင်ငံတကာမှာဩဇာလွှမ်းမိုးနိုင်စွမ်းစတာတွေကိုလည်းအခြေခံတဲ့ဗိဇ္ဇန်ရှင်ပြိုင်မှုအသွင်ပြောင်းလဲလာနေတာကိုလည်းတွေးရှိရမှာဖြစ်ပါတယ်ဒီလိုပြောင်းလဲလာတာနဲ့အတူနိုင်ငံတည်တည်မှာအားကစားကဏ္ဍဟာအရင်ကလိုပြိုင်ပွဲဝင်ဖို့စုတည်စစ်ရရှိဖို့တော့မဟုတ်တော့ပဲလူဆောင်အရင်မြင့်ဖွံ့ဖြိုးတိုးတက်ဖို့လူငယ်တွေရဲ့စီကံခေါင်းဆောင်မှုနဲ့အသင်းဖွဲ့စိတ်ဓာတ်မွေးမြူပေးနိုင်ဖို့မြို့သားစိတ်တို့ညီညွတ်မှုတည်ဆောက်ပေးနိုင်ဖို့နဲ့အထောက်အကူပြုစေတဲ့အပြင်နိုင်ငံတကာအလယ်မှာလည်းနိုင်ငံဂုဏ်သက်ကိုမြင့်တင်ပေးနိုင်တဲ့အတွက်အားကစားပြိုင်ပွဲတွေကိုလက်နဲ့မပါတဲ့တိုက်ပွဲတွေတို့တော့တင်စားလာကြတာတွေ့ရှိရပါတယ်။ဒါကြောင့်မြန်မာအားကစားကဏ္ဍပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးကိုရှေ့ရှုပြီးအားကစားရေးရာဝန်ကြီးဌာနကိုလည်းတည်ကြဖွဲ့စည်းပေးတာဖြစ်ပါတယ်။အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှာအားကစားကိုစိတ်ပါဝန်စားမှုရှိပြီးပင်ကိုရည်သွေးရှိတဲ့အားကစားသမားများနီးပြများအခြေခံအဆောက်အအုံတွေနဲ့အားကစားဆိုင်ရာပစ္စည်းများဘာနံကွေစိုက်ထုတ်မှုနဲ့အားပေးမဲ့ပရိသတ်များအချိုးကြီးပေါင်းစဆောင်ရွက်နိုင်ဖို့လည်းလိုအပ်ပါတယ်။ဒါကြောင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒူတန်းအတွက်အားကစားရေးချစီမံကိန်းချမှတ်ပြီးကျောင်းတက္ကသိုလ်ရပ်ကွက်ကြီးရွာမြို့နယ်အဆင့်တွေမှာလူထုအားကစားလှုပ်ရှားမှုတွေကိုလည်းစနစ်တကျပြန်လည်အသက်သွင်းနိုင်ဖို့ရည်ချင်းရှိတဲ့လူငယ်များကိုစောစီစွာရေးချွဲပြုစုပြောင်းထိုင်မှုနိုင်ဖို့အရှိန်အဟုန်မြင့်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။ဒီလိုဆောင်ရွက်နိုင်ရင်အားကစားထူးချွန်သူတွေနဲ့အလားအလာရှိသူတွေအတွက်ရေကန်မြေကန်ခေါင်းတွေပုံမဖွံ့ဖြိုးလာစေမှာလည်းဖြစ်ပါတယ်။
နိုင်ငံတော်စစ်လေယာဉ်စင်အားကစားသမားတွေစတင်ပေါ်ထွက်ရဖြစ်တဲ့ကျောင်းအဆင့်အားကစားဖွံ့ဖြိုးလာစေဖို့အတွက်ကြံ့ခိုင်နီးပြဆရာတွေလုံလုံလောက်လောက်ရှိရမှာဖြစ်တဲ့အတွက်ပညာရေးဒီကောလိပ်တွေမှာကြံ့ခိုင်နီးပြဆရာအဖြစ်6လသင်တန်းတွေဖွင့်လှစ်သင်ကြားပေးရန်ယာထားပြီးဖြစ်ကဒီပလိုမာဘွဲ့ပေးရတာမှာဖြစ်တဲ့တင်ပညာတဲ့အထူးလားစာထပ်ဆောင်ပြီးချီးမြှင့်သွားမှာလည်းဖြစ်ပါတယ်။ဒါပြင်အခြေခံပညာကျောင်းတွေတက္ကသိုလ်ကောလိပ်တွေမြို့နယ်တွေမှာအစင်တန်းမြေဘောလုံးကွင်းတွေမိုးလုံလုံအားကစားရုံတွေအများပြည်သူအားကစားတို့နဲ့ပန်းချံတွေကိုနိုင်ငံတော်ဗဏ္ဍာကနေစိုက်ထုတ်ပြီးဖြည့်ဆည်းဆောင်ပေးလေရှိနေပါတယ်။ထို့တူပဲရှိပြည်သားအားကစားကွင်းများနဲ့အဆောက်အအုံတွေကိုလည်းရေရှည်တည်တတ်ခိုင်မြဲဖို့အတွက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ပြည်သူ့ဆန္ဒကိုဖော်ထုတ်ပေးဖို့တာဝန်ရှိတဲ့တိုးတက်တဲ့ကိုယ်စားလှယ်တော်ကြီးများကလည်းမိမိတို့ဒေသလိုက်အားကစားကဏ္ဍမှာလိုအပ်ချက်ရှိနေကြလေတင်ပြတောင်းဆိုသွားကြဖို့လည်းပြောလိုပါတယ်။ပြည်သူ့ထွတ်တော်နာယကနဲ့ထွတ်တော်ကိုယ်စားလှယ်များခင်ဗျာ2024ခုနှစ်တကောင်စီအစီရင်ခံစာရမြန်မာနိုင်ငံမှာမြို့သမီးလူဦးရေဟာ53%ကရှိပါတယ်။ကျွန်တော်တို့မြို့သမီးတွေဟာနိုင်ငံရေးစီးပွားရေးလူမှုရေးပညာရေးအပိုင်းနဲ့နည်းပညာစတဲ့ကဏ္ဍရေးမှာကနိုင်ငံတော်ကာကွယ်ရေးနဲ့အုပ်ချုပ်ရေးရန်ရာတွေများမှာမြို့သားများနဲ့ဒန်းတူတိုက်ပြည်ချုပ်ကိုစမ်းစမ်းတမတဲပို့နေကြပြီလည်းဖြစ်ပါတယ်။ထွတ်တော်ဒီမှာမြို့သမီးထွတ်တော်ကိုယ်စားလှယ်တွေရဲ့ပါဝင်မှုကိုကြည့်မယ်ဆိုရင်ဗမာပြည်ပြည်တော်စုထွတ်တော်မှာ4.8%ရှိရကနေဒုတိယအကြိမ်မှာ10.5%နဲ့အခုတတိယအကြိမ်မှာ14.6%ထိတိုးတက်လာတာကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်။လာတူပါပဲအစိုးရဖွဲ့စည်းများအတွင်းမှာညွှန်ကြားမှုအဆင့်နဲ့အတူနဲ့အထက်အဆင့်မြင့်ရာထူးတွေမှာမြို့သမီးပါဝင်မှုအချိုးဟာ51.5%ထိမြင့်မားလာတာကိုလည်းတွေ့ရှိရပါတယ်။ကျွန်တော်တို့ဆိုအနေနဲ့မြန်မာမြို့သမီးတွေနယ်ပယ်အသီးသီးမှာစမ်းဆောင်ရည်တွေပုံမှုမြင့်မားလာစေဖို့မြို့သမီးရေးရာဝန်ကြီးဌာနကိုလည်းတိကျဖွဲ့စည်းတာဝန်ပေးဆောင်ရွက်ခဲ့ပါတယ်။ဒါပြင်မြို့သမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း2023-2030ကိုရေးဆွဲထားရှိပြီးအကောင့်တွေပေါ်ဆောင်နေမှုပေါ်မှာလည်းစောင့်ကြည့်လေ့လာခြင်းနဲ့ကဲပြတ်သုံးသပ်ခြင်းတွေဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းပြောကြားလိုပါတယ်။ပြည်တော်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာကျွန်တော်တို့ဆိုအနေနဲ့ဒီမှုစည်းဝါးဘိုင်ပစံဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျိုးပန်းဆောင်ရတဲ့ယနေ့ကာလမှာများပြားလာတဲ့စင်ကုန်မှုနဲ့အခက်အခဲတွေကိုရင်ဆိုင်နေရတာအမှန်ပဲဖြစ်ပါတယ်။လက်ရှိမှာကမ္ဘာလုံးဆိုင်ရာပထဝီနိုင်ငံရေးနဲ့စီးပွားရေးပြောင်းလဲမှုအခြေအနေဒေသတွင်းအခြေအနေကြောင့်ကုန်စည်နှုန်းကြီးမားမှုနဲ့ငွေကြေးမတည်ငြိမ်မှုတွေစတဲ့စီးပွားရေးဆိုင်ရာရိုက်ခတ်မှုတွေခံစားနေရတာကိုကျွန်တော်တို့ဆိုရအနေနဲ့သိရှိပါတယ်။အထူးသဖြင့် MSME လုပ်ငန်းတွေဟာကုန်ထုတ်လုပ်မှုစီးရေးမြင့်မားလာခြင်းနဲ့အရင်းအနှီးအခက်အခဲတွေရင်ဆိုင်နေကြပါတယ်။ဒီတော့လည်းနိုင်ငံတော်အစိုးရအနေနဲ့ဤပညာများဖန်ဖိုးပေးခြင်း MSME လုပ်ငန်းများတဲ့ချင်းငွေများပေးခြင်းနဲ့လုပ်ငန်းရှင်များရဲ့အခက်အခဲတွေကို master service များအနေနဲ့အထိုင်နဲ့ဖြည့်ဆည်းပေးနိုင်ခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ပြည်တွင်းထုတ်ကုန်များကိုပုံမှုတွဲပြနိုင်ခြင်းကသမကဒေကုန်စားထုတ်ဖို့ငွေကြေးဖောင်းပွားမှုကိုလျှော့ချနိုင်မှုနဲ့ဒေသတွင်းအလုပ်အကန့်ဖွင့်လှစ်ဖန်တီးပေးဖို့တွေလည်းအထူးအဆုံးနည်းလမ်းလည်းဖြစ်ပါတယ်။နိုင်ငံမှာစီးပွားရေးအမတောင့်တင်းရင်နိုင်ငံမှာခြားတာရင်ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်တယ်လို့ပြည်သူတွေရဲ့လူမှုစီးပွားဘဝဟာလည်းနေကြနေမှာပဲဖြစ်ပါတယ်။နိုင်ငံစီးပွားရေးဟာနိုင်ငံရေးလုံခြုံရေးလူမှုရေးအားလုံးနဲ့ဆက်ဆံနေပါတယ်။ဒေသတွင်းနိုင်ငံများအာဆီယံနိုင်ငံများနဲ့နှိုင်းယှဉ်ရင်ကျွန်တော်နိုင်ငံရဲ့ GDP ဟာလွန်စွာနည်းပါးနေတာကိုတွေ့ရှိရပါတယ်။အဓိကကတော့ကုန်ထုတ်လုပ်မှုအားနည်းနေခြင်းပဲဖြစ်ပါတယ်။ကျွန်တော်နိုင်ငံအနေနဲ့ကာလကြာရှည်စွာကုန်သွယ်မှုမဟုတ်တဲ့ non trade ဝင်ငွေသာအားကိုးခဲ့တာကိုလည်းတွေ့ရှိရပါတယ်။ပြည်ပရောင်းတန်းဝင်ကုန်ထုတ်လုပ်မှုရှိမှသာပို့ကုန်ရရှိမှာဖြစ်တဲ့အတွက်အစဉ်တန်းရှိတဲ့ကုန်ထုတ်လုပ်မှုကိုလည်းအားပေးဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်။ပုဂ္ဂလိကယင်းနှိမ့်မြှုပ်နှံမှုဆိုတာစီးပွားရေးနဲ့နည်းပညာစမ်းသစ်တည်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းအခြေခံဖြစ်ပါတယ်။အသေးစားအငယ်စားနဲ့အလားသားစက်မှုလုပ်ငန်း MSME လုပ်ငန်းတွေကိုအားပေးမြင့်တင်ခြင်းဟာပုဂ္ဂလိကယင်းနှိမ့်မှုတွေကိုလည်းတိုးတက်လာစေပြီးဒေသတွင်းယင်းနှိမ့်မှုမှုတိုးတက်ရေးကိုလည်းများသာအထောက်အကူပြုတဲ့အတွက်ကျွန်တော်တို့အစိုးရအနေနဲ့အထူးအားပေးဆောင်နေတာလည်းဖြစ်ပါတယ်။ကျွန်တော်တို့အစိုးရတာဝန်ယူတဲ့ကာလအတွင်း GDP ကိုနှစ်ဆတိုးတက်အောင်ဆောင်ရွက်သွားပါမယ်။တိုင်းပြည်အောင်တိုးတက်ဖို့အတွက်ကျွန်တော်တို့အားလုံးအလုပ်လုပ်ကြဖို့လည်းလိုအပ်ပါတယ်။နိုင်ငံတော်ရဲ့စီးပွားရေးဥတီချက်ကိုအကောင့်တွေဖော်နိုင်ဖို့နဲ့ MSME ကဏ္ဍကိုအချိန်ဟုန်မြင့်အားပေးဆောင်ရွက်ဖို့အတွက်လည်းစက်မှုနဲ့အသေးစားအငယ်စားအလတ်စားနဲ့စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ဝန်ကြီးဌာနကိုတိုးချဲ့ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။နိုင်ငံတော်ရဲ့စီးပွားရေးဥမွန်လာစေဖို့အသေးစားငယ်စားနဲ့လက်သားစီးပွားလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်လာစေဖို့တဲ့စီမံဆောင်ရွက်ပေးလျက်ရှိပါတယ်။ကုန်ထုတ်လုပ်မှုကဏ္ဍအစဉ်ပြေချုံးမွေပြီး MSME ကဏ္ဍစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေဖို့တဲ့အပြန်အလှန်ချိတ်ဆက်နေတဲ့အကြီးကမဏ္ဍကြီး၄ရပ်ဖြစ်တဲ့ကုန်ကျန်းတွင်းရစု
အရင်းအနှီးနဲ့လူသားအရင်းမြစ်တွေတိုးတက်မြင့်မားလာစေအောင်ကြိုးစားလှုပ်ဆောင်သွားကြမှာလည်းဖြစ်ပါတယ်ဒီ MSME လုပ်ငန်းတွေဟာလောကဖန်တီးမှုရဲ့အဓိကမှန်တယ်ဖြစ်ပေမဲ့ကျန်းမာရေးလူသားရှားပါမှုကြောင့်ပြည်ပဈေးကွက်တွေမှာရှင်ပိုင်နိုင်စွာနှိမ့်ချနေတာကိုလည်းတွေ့ရှိရပါတယ်ဒါကြောင့်တင်မွေးပညာရေးသင်တန်း TVED တွေနဲ့ MSME လုပ်ငန်းတွေကြားမှာပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်ပြီးကျွမ်းကျင်လူသားမိုးထုနိုင်ကိုလည်းဆောင်ရွက်ပေးလက်ရှိနေပါတယ်ကျွန်တော်နိုင်ငံအတွင်းမှာပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေဟာတိုးတက်လာစေဖို့တဲ့လူတို့လူမျိုးတွေကိုပြန်လည်သုံးသပ်ပြီးရိုးရှိတဲ့စီမီစည်းကမ်းတွေနဲ့စီးပွားလုပ်ငန်းတွေအရှိန်ပြည့်တင်နိုင်ရေးဆောင်ရွက်သွားပါမယ်အစိုးရနဲ့ပုဂ္ဂလိကမိဖက်ပူးပေါင်းဆောင်ရွက်မှု PPP ကိုလေးလက်မြင့်တင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သူတည်တဲ့ဖွံ့ဖြိုးရေးကိုလည်းအားကောင်းစေခြင်းနဲ့မူဝါဒတည်ငြိမ်ခြင်းတို့ဟာလည်းပုဂ္ဂလိကကဏ္ဍယုံကြည်မှုနဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုအားပေးရရောက်ကြောင်းလည်းပြောကြားလိုပါကျွန်တော်တို့နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုဥပဒေနည်းဥပဒေတွေမိကြော်ကြစာတွေရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကိုစစ်စစ်တဲ့နေရာမှာလိုက်နာကျင့်သုံးရမယ့်လုပ်ထုလုပ်နည်းတွေ one stop service ဆိုင်ရာလုပ်ထုလုပ်နည်းတွေနဲ့ပတ်သက်ပြီးပြန်လည်သုံးသပ်မှုအသိပညာပေးမှုဆွေးနွေးမှုတွေလည်းတွင်းမြစ်လှုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်ပြည်သူ့တော်နာယကနဲ့ထွတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျာနိုင်ငံတော်နိုင်ငံရဲ့အချို့ကျအာဏာတည်တခိုင်မြဲရေးနဲ့ဒုမှုစည်းဝါးဘဝတိုးတက်မြင့်မားရေးအတွက်ခံမာတဲ့စီးပွားရေးအခြေခံအဆောက်အအုံတွေရှိဖို့လိုအပ်ပါတယ်လက်ရှိကာလ2026ခုနှစ်မှာကမ္ဘာလုံးဆိုင်ရာလူဦးရေ8ဘီလီယံခန့်ရှိပြီးကုလသမဂ္ဂအဖွဲ့အစည်းက2050ခုနှစ်မှာ10ဘီလီယံကရောက်ရှိမယ်ဖြစ်ကြောင်းလည်းခန့်မှန်းထားပါတယ်မြန်မာနိုင်ငံနေပြည်တော်ကိုဗဟိုပြုပြီးပါကစ္စတန်နိုင်ငံအထိ3500ကီလိုမီတာရှိတဲ့ဆောက်ပိုင်းတစ်ခုရေးဆွဲကြည့်မယ်ဆိုရင်ကမ္ဘာလူဦးရေထုတ်ဝက်ရှိတဲ့4ဘီလီယံခန့်ဟာဒီဆောက်ပိုင်းတွင်းမှာနေထိုင်ကြတယ်လို့ဆိုပါတယ်မြန်မာနိုင်ငံဟာကမ္ဘာလူဦးရေ4ဘီလီယံခန့်ရှိတဲ့ဆောက်ပိုင်းရဲ့အလယ်မှာတည်ရှိနေပြီးစီးပွားရေးရကုန်သွယ်ရေးရအလွန်အင်မတန်အလားအလာကောင်းတဲ့နိုင်ငံဖြစ်နေတာကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်ကျွန်တော်နိုင်ငံဟာကမ္ဘာအင်အားကြီးနိုင်ငံနှစ်ခုနဲ့နယ်နိမိတ်ချင်းထိစပ်နေပြီးအိန္ဒိယသမုဒ္ဒရာထွက်ပေါက်နဲ့ရှည်လျားတဲ့ကမ်းရိုးတန်းပြန်ဆိုင်တဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့မျှတတဲ့ရာသီဥတုနဲ့ကောင်းမွန်တဲ့မြစ်စီသားကိုပိုင်ဆိုင်တဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အစိုးရအနေနဲ့ပြည်တွင်းစီးပွားရေးအားကောင်းလာစေဖို့တဲ့ပို့ကုန်တိုးမြင့်ဆိုတဲ့မူဝါဒကိုအခြေခံချမှတ်ထားပါတယ်စိုက်ပျိုးမှုမျိုးကိုအခြေခံတဲ့စက်မှုကုန်ထုတ်လုပ်ငန်းတွေကိုဦးစားပေးဖော်ဆောင်ပြီးပြည်တွင်းစားသုံးမှုဖူလုံတမကပြည်ပတန်ဖိုးမြင့်ထုတ်ကုန်များတင်ပို့နိုင်တဲ့အထိကျိုးပဆောင်ရွက်လည်းရှိပါတယ်နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့တဲ့ပြည်ပပို့ကုန်ကဏ္ဍကိုတိုးမြင့်ရမှာဖြစ်တယ်လို့နိုင်ငံခြားကုန်နဲ့ဝယ်ယူသုံးစွဲရတဲ့တွင်းကုန်လိုအပ်ချက်မြင့်မားခြင်းဟာလည်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုနှောင့်နှေးစေတဲ့အတွက်ပြည်ပသွင်းကုန်အစားထိုးနိုင်မဲ့ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍကိုလည်းမြင့်တင်ဖို့အရေးကြီးအောင်လည်းပြောကြားလိုပါတယ်ဒီနေရာမှာကုန်စည်နှုန်းကြီးမြင့်ရတဲ့အကြောင်းရင်းတွေကိုလည်းကျွန်တော်ပြောလိုပါတယ်အဓိကကတော့လောင်စာဆီဈေးနှုန်းဈေးတက်ခြင်းထုတ်ကုန်ပစ္စည်းနှဲပါခြင်းကုန်သွယ်မှုလူငွေများခြင်းကြောင့်ငွေကြေးဖောင်းပွမှုဖြစ်လာခြင်းအသုံးစရိတ်များပြားခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်ပြည်ပနိုင်ငံတွေမှာအကြောင်းတက်ဖို့စေကူတာဖို့ဖျားဖူးဖို့လက်ပတ်သွားဖို့စတဲ့အထူးကိစ္စတွေကလည်းနိုင်ငံခြားငွေသုံးစွဲမှုကိုလည်းအထက်တော်များပြားစေပြီးငွေကြေးဖောင်းပွမှုကိုလည်းဖြစ်ပေါ်စေပါတယ်ကုန်သွယ်ရေးလူငွေပြတ်မှုဖြစ်ပေါ်တဲ့ပြည်တွင်းထုတ်ကုန်နှဲပါပြီးတွင်းကုန်များပြားနေတာကလည်းတစ်ချက်ပါဝင်ပါတယ်ငွေကြေးကြော်ပွားသူတွေဟာကုန်ထုတ်လုပ်မှုတွေလူသားအင်အားဦးစားပေးတဲ့လုပ်ငန်းတွေမှာအစားစီလွန်နဲ့လည်းဖြစ်တဲ့အိမ်ချမ်းမြေရောင်းဝယ်ရေးရွှေနိုင်ငံခြားငွေမတရားမှုရောင်းဝယ်မှုတွေမှာပဲအဓိကလှုပ်ဆောင်နေကြတာကိုလည်းတွေ့ရှိရပါတယ်။ဒါကြောင့်ငွေကြေးအရင်းအနှီးတက်နိုင်သူများအနေနဲ့ဒီလိုလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံမဲ့စားတပ်ပြွေးမှုမျိုးနဲ့ဆံမျိုးကိုအခြေခံတဲ့စက်မှုကုန်ထုတ်လုပ်ငန်းတွေမှာပုံမရင်းနှီးမြှုပ်နှံဆောင်ရွက်ကြဖို့လည်းလိုအပ်ကြောင်းပြောကြားလိုပါတယ်။ပြည်သူတွေကြုံတွေ့နေရတဲ့စီးပွားရေးကျပ်တင်မှုကုန်သွယ်ရေးကြီးမြင့်မှုနဲ့အလုပ်ကံခွင့်အားလိုအပ်ချက်တွေကိုပြည်လဲအောင်ဖော်ဆောင်ပြီးနိုင်ငံနဲ့ကိုက်ညီတဲ့ဈေးကွက်စီးပွားရေးစနစ်ကိုအကောင့်တွေပေါ်ဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်။ဒါပြင်ငွေကြေးမူဝါဒ၊ဗန်ဒာရေးမူဝါဒ၊ကုန်သွယ်ရေးမူဝါဒ၊ရင်းနှီးမှုနှံမှုမူဝါဒကိုပြန်လည်သုံးသပ်ပြီးစီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဖို့တွေလည်းအချိန်မြင့်ဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်။ပြည်ထောင်စုတော်နာယကနဲ့ကိုယ်စားလှယ်တော်ကြီးများခင်ဗျာဒီနေရာမှာကိုတို့နှုတ်မှုအခမ်းကဏ္ဍရဲ့အဓိကမောင်းနှံဖြစ်တဲ့လူသားအရင်းမြစ်နဲ့ပတ်သက်ပြီးဖြစ်ဆက်ပြောကြားလိုပါတယ်။2024ခုနှစ်လူဦးရေနဲ့အိမ်အကြောင်းအရာသကောင်စင်းရအထက်15နှစ်နဲ့အထက်လူဦးရေရဲ့လူသားအင်အားပါဝင်မှုနှုန်းဟာ49%သာရှိပါတယ်။ဒီလက်သုံးသက်ချက်တွေရဲ့အလုပ်လုပ်ကံသူတွေရဲ့80%ကျော်ဟာတရားလုပ်ငန်း၊နေစားအလုပ်၊အသေးစားစီးပွားရေးအလုပ်၊ဆိုင်အကူ၊စောက်လုပ်ရေးနဲ့မိသားစုလုပ်ငန်းစတဲ့ပုံမှန်လောကလာစာမရရှိတဲ့လုပ်ငန်းတွေမှာသာလုပ်ကိုင်နေကြရပြီးအစိုးရဝန်ထမ်းနဲ့ကုန်သွယ်ရေးဝန်ထမ်းစားတဲ့
ပုံမှန်ဒုက္ခလာသာရရှိတဲ့လုပ်ငန်းတွေမှာလုပ်ကနေသူဟာ20ရာခိုင်နှုန်းအောက်မှာသာရှိကြောင်းတွေ့ရှိရပါတယ်။ဒါကြောင့်ကျွန်တော်တို့လူငယ်တွေအတွက်အဓိကစိန်ခေါ်မှုဟာအလုပ်ကိုင်မရှိခြင်းတဲ့အဆင့်တန်းရှိပြီးဘဝအာဃာမှာခံချက်ရှိတဲ့အလုပ်ကိုင်ရရှိရေးပဲဖြစ်ပါတယ်။ပြည်ပကိုရွှေ့ပြောင်းလူတွေထဲမှာအသက်15နှစ်က34နှစ်ကြာအိုးစုဟာထွက်ခွာသူများရဲ့97.9ရာခိုင်နှုန်းရှိနေတာကိုလည်းတွေ့ရှိရပါတယ်။ဒီလိုပြည်ပထွက်ခွာအလုပ်လုပ်ကိုင်မှုတွေဟာပြည်ပကနေပြည်သားစုထံကိုငွေလွှဲပို့နိုင်တဲ့အတွက်မိသားစုဝင်ငွေကိုအထောက်အကူပြုနိုင်တာလူငယ်တွေနဲ့ဤပညာကျွမ်းကျင်မှုနဲ့အတွေ့အကြုံသစ်တွေကိုရရှိနိုင်တာဒေသတွင်းအလုပ်သမားရွှေ့ပြောင်းမှုတိုးတက်လာတဲ့ကြောင့်အာဆီယံအလုပ်သမားစီစဉ်မှုအားကောင်းစေတာစတဲ့ကောင်းကျိုးအချို့ကိုရရှိနိုင်တာဆိုတာကိုတော့လက်ခံရမှာတော့ဖြစ်ပါတယ်။ဒါပေမဲ့ပညာတတ်နဲ့ကျွမ်းကျင်လူငယ်တွေပြည်ပထွက်ခွာမှုများပြားလာခြင်းဟာလည်းပြည်တွင်းမှာကျွမ်းကျင်လို့သာရှားပါလာမှုနဲ့ကိုယ်တို့လုပ်မှုဆွမ်းအားကျဆင်းမှုတွေမှာဖြစ်ပေါ်လာစေနိုင်တဲ့အတွက်ရေရှည်မှာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတွေကိုလည်းအဟန့်တာဖြစ်လာစေမှာဖြစ်ပါတယ်။တကယ်လို့ဒီအချိန်တွေကိုထိထိရောက်မှဖြစ်ရှင်းနိုင်မှုဆိုရင်ကျွန်တော်တို့နိုင်ငံဟာအုံနောက်ယိုစီးမှု brain drain တွေပုံမှန်အနေကြီးမှတဲ့အုံနောက်အလဟတာဖြစ်မှု brain waste တနည်းအားဖြင့်လူဆောင်အရင်းမြစ်အလားအဖြစ်မှုပြဿနာနဲ့ရင်ဆိုင်သွားကြမှာဖြစ်ပါတယ်။ဒါဟာလူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ရေရှည်စီးပွားရေးတိုးတက်မှုတွေပေါ်မှာတည်တံ့ထင်ရှားတဲ့ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်လာနိုင်ကြောင်းလည်းပြောကြားလိုပါတယ်။ပြည်ထောင်စုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာနိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုးမှုအတွက်ပုဂ္ဂိုလ်ခန္ဓာမြင့်တည်ရေးနဲ့ကုန်သွယ်မှုလမ်းကြောင်းများချုံ့မို့စီရေးဟာအလိုရင်းကြီးတဲ့အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ကုန်သွယ်မှုလမ်းကြောင်းတို့ဆိုတဲ့နေရာမှာကုန်လမ်းရေလမ်းများအပါအဝင်ဖြစ်ပါတယ်။ကျွန်တော်နိုင်ငံဟာအိန္ဒိယသမုဒ္ဒရာနဲ့ဓာတ်ရိုက်ပေါက်ရောက်နေပြီးပင်လယ်ကမ်းရိုးတန်းအရှည်2138ကီလိုမီတာရှိသလိုဒေသတွင်းအာဆီယံနိုင်ငံများမှာလည်းကုန်းမြင့်ဧရိယာအများဆုံးပိုင်ဆိုင်တဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။အိန္ဒိယသမုဒ္ဒရာကိုမျက်နှာပူထားတဲ့မဟာဗျူဟာမြောက်နေထားတစ်ခုကိုပိုင်ဆိုင်ထားပြီးအရှေ့အာရှတောင်အာရှနဲ့အရှေ့တောင်အာရှကိုဆက်နိုင်တဲ့တစ်ခုတည်းသောကုန်းလမ်းသစ်ပို့ဆောင်ရေး check point အဖြစ်လည်းဖြစ်နေတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ကမ္ဘာလုံခြုံရေးအခင်းချင်းများရရည်ကြောင်းသွားလာမှုကန့်သက်ချက်တွေဖြစ်ပေါ်လာနေတဲ့အခြေအနေမျိုးမှာမြန်မာနိုင်ငံကကမ္ဘာအရှိနဲ့အနောက်အချမ်းကိုတွာလာနိုင်မဲ့လမ်းကြောင်းပေါ်မှာရှိနေတာကိုလည်းကုသတော်ကြီးများတွေ့ရှိနိုင်ပါတယ်။ကျွန်တော်တို့နိုင်ငံဟာပထဝီနေထားအရအာရှတိုက်ရဲ့အင်အားကြီးနိုင်ငံကြီးများအကြားဘူချက်မှတည်ရှိနေတဲ့အတွက်ဒေသတွင်းကုန်သွယ်မှုတရားအဖြစ်ဖော်ဆောင်ရေးဟာကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ကြီးမားတဲ့မဟာဗျူဟာမြောက်ရည်မှန်းချက်တစ်ခုဖြစ်ပါတယ်။နိုင်ငံတော်ရဲ့စီးပွားရေးဥမ္မာလာစေဖို့အတွက်ကိုယ်တို့လုပ်မှုကိုမြင့်တင်ရမှာဖြစ်တယ်လို့ထွက်ရှိလာတဲ့ကုန်စည်တွေကိုလည်းနိုင်ငံတကာဆွေးနွေးပွဲကိုအချိန်တိုတွင်းကုန်ကျစရိတ်သက်သာတဲ့ပို့ဆောင်ရေးမဟာဗျူဟာမြောက်လမ်းကြောင်းတွေကိုလည်းအကောင့်ထဲပေါ်သွားကြဖို့လည်းလိုအပ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့အိန္ဒိယမြန်မာထိုင်းသုံးနိုင်ငံနယ်စပ်ဖြတ်ကျော်လမ်းမကြီးစီမံကိန်းကိုအထူးလေးထားဆောင်ရွက်နေတာဖြစ်ပါတယ်။ကျွန်တော်တို့ဆိုတာဝန်ယူထားတဲ့ကာလအတွင်းမှာရန်နှန်းပြည့်ပြည်စည်းမှုရရှိစေရေးဆောင်ရွက်သွားဖို့ညွှန်မှန်းဆောင်ရွက်လျက်ရှိနေပါတယ်။အိန္ဒိယနိုင်ငံမဏိပူရပြည်နယ်ရှိမိုရေးမြို့ကနေစတင်ကမြန်မာနိုင်ငံကိုဖြတ်ကျော်ပြီးထိုင်းနိုင်ငံရဲ့မဲဆောက်မြို့စုစုပေါင်း845မိုင်ကီလိုမီတာ1400ကရှည်လမ်းမှာဖြစ်ပါတယ်။ဒီလမ်းကြောင်းဟာအရှေ့တောင်အာရှနဲ့တောင်အာရှကိုချိတ်ဆက်ပေးမဲ့စီးပွားရေးစင်ညာတစ်ခုဖြစ်ပြီးကျွန်တော်တို့ရဲ့ဒေသတွင်းမိဖက်နိုင်ငံများနဲ့ကြီးကြီးရင်းနှီးမှုတိုးမြင့်တာမှကနေဆက်ကုန်သွယ်ရေးကိုလည်းအရှိန်ဟုန်မြင့်တိုးတက်စေမှာလည်းဖြစ်ပါတယ်။ဒါပြင်ရန်ကုန်နဲ့ပိုးလောင်းမစီမံကိန်းမှာပါဝင်တဲ့တရုတ်မြန်မာစီးပွားရေးစင်ညာစီမံကိန်းငွေဆောင်ပသိမ်ရန်ကုန်မြောက်ဦးလမ်းကြောင်းစီမံကိန်းဒဝရင်းနဲ့စေကံစီမံကိန်းတို့ဟာလည်းနိုင်ငံရေးမတည်ငြိမ်မှုနဲ့ဗန်ဒရေးစိန်ခံဆိုင်ရာစိန်ခေါ်မှုတွေကြောင့်နှုံနှင်းမှုများနဲ့ကြုံတွေ့ရခဲ့ပေမဲ့လည်းအောင်မြင်အောင်ဆက်လက်ကောင်ထွယ်ပေါ်ဆောင်သွားမှာဖြစ်ကြောင်းလည်းပြောကြားလိုပါတယ်။ဒါပြင်ရန်ကုန်နဲ့ပိုးလောင်းမစီမံကိန်း BRI ရဲ့အဓိကစီမံကိန်းတစ်ခုဖြစ်တဲ့မန္တလေးမူဆယ်ရထားလမ်းစီမံကိန်းဟာကျွန်တော်နိုင်ငံရဲ့မြောက်ဘက်စီးပွားရေးတကပောက်ကိုဖွင့်လှစ်ပေးမဲ့အသက်သွေးကြောလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံဒုတိယမြို့တော်ဖြစ်တဲ့မန္တလေးကနေတရုတ်နိုင်ငံနဲ့နယ်စပ်ဒေသဖြစ်တဲ့မူဆယ်အထိကီလိုမီတာ430ရှည်လျက်ပြီးခေးသည်တင်ရထားများတွေကီလိုမီတာတနာရီကို160နှုန်းနဲ့ကုန်စည်ပို့ဆောင်ရေးတဲ့တနာရီကိုကီလိုမီတာ120နှုန်းမောင်းနှင်နိုင်ဖို့ဒီဇိုင်းရေးဆွဲထားတဲ့နယ်စပ်ကုန်သွယ်ရေးရထားလမ်းစီမံကိန်းလည်းဖြစ်ပါတယ်။မြန်မာတရုတ်ကုန်သွယ်မှုနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုများစွာအရှိန်အဟုန်မြင့်တင်ပေးနိုင်မှာလည်းဖြစ်ပါတယ်။ဒီစီမံကိန်းကြီးတွေအောင်မြင်ဖို့အတွက်လည်းနေမီတီချင်းအေဂျင့်မှုရှိရေးကလည်းအခြေခံအကျဆုံးလိုအပ်ချက်ဖြစ်နေပါတယ်။တစ်အဆွေးနဲ့ဗပုထိုးလို့မရတယ်လို့ပဲတိုက်ပြည်အေဂျင့်ရဲ့လည်းဖွံ့ဖြိုးလုပ်ငန်းတွေဆောင်ရွက်လို့ရနိုင်မှာမဟုတ်ပါဘူး။တိုက်ပြည်ဒီကြီးအေဂျင့်မှာသာဖွံ့ဖြိုးလုပ်ငန်းတွေကိုလည်းအနှောင့်အယှက်မရှိဆောင်ရွက်နိုင်မှာလည်းဖြစ်ပါတယ်။ပြည်သူ့တော်နာယကကြီးနဲ့တွတ်တော်ကိုယ်စားလှယ်များခင်ဗျာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရေးကြီးသလို
ကျွန်တော်နိုင်ငံအပါအဝင်ကမ္ဘာအနှံ့အပြားရင်ဆိုင်နေရတဲ့ရာသီဥတုပြောင်းလဲမှုနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာတောင်ပြဿနာတွေကိုလည်းမိထားလို့မရပါဘူးကမ္ဘာမိုးလေဝသပညာရှင်တွေရဲ့ခန့်မှန်းချက်တွက်ချက်မှုအရယခုနှစ်ကုန်ပိုင်းမှာအလွန်အားကောင်းတဲ့အယ်နီညိုအဆင့်ကိုရောက်ရှိလာနိုင်ပြီး2026ခုနှစ်နဲ့2029ခုနှစ်တို့ဟာကမ္ဘာတစ်ပိုင်းတစ်လျှောက်မှာအပူဆုံးနှစ်ဖြစ်လာနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်ဒါကြောင့်လို့ရာသီဥတုပြောင်းလဲမှုရဲ့အကျိုးဆက်အဖြစ်မြေအောက်ရေခန်းချောင်းဒဏ်နိုင်မှုတွေကာကွယ်နိုင်ဖို့တဲ့မြေပေါ်ရေကိုသာဦးစားပေးသုံးစွဲပြီးအသေးစားဆိုလာစိုက်ပျိုးရေးရရှိရေးစနစ်တွေနဲ့သိပ္ပံနည်းကျစိုက်ပျိုးသွားနိုင်ရေးကိုလည်းနည်းပညာပံ့ပိုးပေးနေအောင်ကြိုးစားဆောင်ရွက်လျက်ရှိနေပါတယ်။ယင်းဒီမြေမောက်ကာလမှာအရေးအဆုံးဆင်ခုံမှုတွေဖြစ်တဲ့တဘာဝဘေးအန္တရာယ်ကြောက်မှုတွေလည်းကမ္ဘာကြီးပူနွေးလာခြင်းကြောင့်ဖြစ်ပြီးအဲ့ဒီလိုရာသီဥတုပြောင်းလဲမှုဖြစ်ပေါ်လာခြင်းကလည်းတည်တော့ပြုတ်တိမှုများကြောင့်ပဲဖြစ်ပါတယ်။နိုင်ငံတွေနဲ့စီးပွားရေးတစ်ထုတ်လုပ်မှုကိုဥပဒေအတိုင်းမြတ်ထားပေမဲ့လည်းတည်တော့ပြုတ်မှုအခြေအနေတွေဟာဒုံကျွေးအားနဲ့နေဖို့ကိုခွန်ကောင်းယူတစ်ဖက်နိုင်ငံကိုတရားမဝင်တစ်ခုတ်တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ဒီလိုတရားမဝင်တစ်ထုတ်တင်ပို့ရောင်းချမှုတွေကြောင့်နိုင်ငံတော်ရဲ့လူမှုရေးစီးပွားရေးနဲ့ပတ်ဝန်းကျင်ထိခိုက်မှုတွေဖြစ်ပေါ်လာခဲ့ရပါတယ်။တဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကိုဖြေရှင်းနိုင်ဖို့နည်းလမ်းမျိုးမျိုးရှိတဲ့ထက်ကတိတ်မဲ့စိုက်ပျိုးခြင်းတည်တော်များထိန်းသိမ်းခြင်းဟာအရိုးရှင်းဆုံးအထီးရောက်ဆုံးကုန်ကျစရိတ်အသက်သာဆုံးနဲ့လူနဲ့လူနိုင်တဲ့အလုပ်ဖြစ်တယ်လို့တဘာဝနဲ့လည်းလက်လုံးညူတွေဖြစ်ပြီးအကျိုးရှိသောလုပ်ငန်းတစ်ရပ်လည်းဖြစ်ပါတယ်။တတော်တိပင်များသည့်ဖွံ့ဖြိုးတိုးတက်မှုအားလုံးဘိုးချက်ဖြစ်သည်ဆိုတဲ့စကားနဲ့ညီနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေဆောင်ရွက်ရမှာတတော်ထိန်းသိမ်းရေးပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကိုအမျှော်မြင်ကြီးစွာနဲ့ထည့်သွင်းစဉ်းစားဆောင်ရွက်သွားကြဖို့လိုပါကြောင်းလည်းပြောကြားလိုပါတယ်။ယင်းရာသီဥတုပြောင်းလဲမှုအကျိုးဆက်တွေကိုအဆိုးရွားဆုံးခံစားရတဲ့သူတွေဟာကျေးလက်နေပြည်သူတွေဖြစ်တဲ့အတွက်ကျေးလက်ဒေသတွေမှာတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းတတော်တိပင်တွေပြုစုပြောထောင်ခြင်းစုပြည့်မှန်များစနစ်တကျစီမံခန့်ခွဲခြင်းတို့ကိုအဓိကဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်။ဒီလိုဆောင်ရွက်မှသာကျေးလက်တွေတန်ရှင်းတက်ရစိမ့်လန်းဆိုပြီးခေတ်မီနည်းပညာတွေကိုအသုံးချနိုင်တဲ့စာပြကျေးရွာတွေ Clean Green and Smart Villages အဖြစ်အသွင်ကူးပြောင်းနိုင်မှာလည်းဖြစ်ပါတယ်။အဲဒီကတည်းကနိုင်ငံတော်အလုံးမှာရှိတဲ့မြို့ပြကြီးတွေဖြစ်ပါ Smart City တွေအဖြစ်ကိုကိုင်းချိတ်ဆက်တက်လှမ်းနိုင်မှာလည်းဖြစ်ပါတယ်။စမ်းစစ်လေးရတဲ့ကြ2020ပြည့်နှစ်မှာမြန်မာနိုင်ငံရဲ့တစ်တော်ဖုံးလွှမ်းမှုပမာဏ4.38သိန်းစတွဲကီလိုမီတာရှိပြီးတိကျလေးလာခြင်းများအရ2026ခုနှစ်မှာ4.12သိန်းစတွဲကီလိုမီတာရှိတဲ့အတွက်စတွဲကီလိုမီတာ4000နီးပါးတိုးတက်လာတာကိုလည်းတွေ့ရှိရပါတယ်။မြန်မာနိုင်ငံရဲ့လက်ရှိတစ်တော်ဖုံးလွှမ်းမှုဟာနိုင်ငံဧရိယာရဲ့42.15%ရှိတဲ့အတွက်ရေစီမံကိန်းအဖြစ်နိုင်ငံဧရိယာရဲ့50%တွေပြန်လည်ရောက်ရှိအောင်ဆောင်ရွက်သွားဖို့အတွက်နိုင်ငံတော်တာယာဖို့တဘာဝပတ်ဝန်းကျင်ထိန်းချမှုဆိုတဲ့မူဝါဒကိုချမှတ်ပြီးဆောင်ရွက်လျက်ရှိနေပါတယ်။ချောသူတဲ့နေရာတွေကိုစိမ့်လန်းအောင်လူတွေကပဲလှုပ်ဆောင်နိုင်လာဖြစ်ပါတယ်။ဒါကြောင့်အမြဲတမ်းအပြင်များကိုမိမိတို့ရဲ့အိမ်ပတ်ဝန်းကျင်ရိုက်ဝပတ်ဝန်းကျင်နဲ့လမ်းဘေးဝဲရတွေမှာဦးစားပေးစိုက်ပျိုးသွားကြဖို့လိုအပ်ပါတယ်။2026ခုနှစ်မှာနိုင်ငံတော်ဝန်လုံးအတိုင်းအတာနဲ့နိုင်ငံပိုင်တစ်တော်စိုက်ခင်းတွေအပါအဝင်ဧကပေါင်း3000မှာအပင်ပေါင်း23သန်းကျော်စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ပြည်သူ့လွှတ်တော်နိုင်ငံကြီးနဲ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာမြန်မာနိုင်ငံမှာစစ်စစ်နေတဲ့အဓိကမြေကြီး၄သွယ်အပါအဝင်မြေချောင်းများတဘာဝရေကန်ကြီးများစီတုံးများကနေနှစ်စဉ်ရေချိုဧကပေတန်း800ကျော်စီးစင်းရရှိနေပေမဲ့လည်းဒီစီးစင်းနေတဲ့ရေချိုပမာဏရဲ့ရာခိုင်နှုန်းအနည်းငယ်ခန့်ကိုပဲစိုက်ပျိုးရေးမွေးမြူရေးစက်မှုလုပ်ငန်းတို့နဲ့အိမ်သုံးရေအစရှိတဲ့ကဏ္ဍတွေမှာသုံးစွဲနိုင်တဲ့အကြောင်းတွေ့ရှိရပါတယ်။အစိုးရအနေနဲ့အမျိုးသားအဆင့်ရေရင်းမြစ်ကော်မတီကို26ခုနှစ်ဧပြီလ20ရက်နေ့မှာပြင်ဆင်ဖွဲ့စည်းပြီးတော့လုံငန်းတောင်ကိုစနစ်ကိုအကောင့်ထဲပေါ်ဆောင်ရွက်လက်ရှိနေပါတယ်။မြန်မာနိုင်ငံမှာရေပေါ်မြေရောတွန်းတက်တရားသာတပစ္စည်းမျိုးစုံပေါ်ကျော်ပါပြီ။ဒီရင်းမြစ်တွေကိုနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအများပြည်သူအကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက်အကျိုးရှိစွာအသုံးပြုတဲ့ရှိနေပါတယ်။ဒါပေမဲ့နိုင်ငံတော်အတွင်းကတိုင်းဒေသအချို့မှာဖြစ်ပေါ်နေတဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေလက်နက်ကိုင်တောင်းကျမှုတွေကိုခွင့်ကောင်းယူပြီးမတော်လောပါနဲ့ကိုကျိုးချစီးပွားရေးသမားတွေတိုင်းဒေသလက်နက်ကိုင်ခေါင်းဆောင်အချို့အနေနဲ့နိုင်ငံမတရားစားတဲ့ပစ္စည်းတွေကိုဥပဒေမဲ့ခိုးထုတ်နေကြပြီးအကြမ်းဖက်အုပ်စုတွေကိုထောက်ပံ့ခြင်းလက်နက်ကိုင်တောင်းကျမှုတွေကိုအားပေးထောက်ဟန်ခြင်းတွေကိုလည်းထောက်ပံ့ခြင်းတွေကိုလည်းလုပ်ဆောင်နေကြတာကိုလည်းတွေ့ရှိရပါတယ်။နိုင်ငံမတရားစားတဲ့ပစ္စည်းတွေဥပဒေမဲ့ခိုးထုတ်နေကြတဲ့နေရာမှာဥပဒေကိုမသိနားမလဲတဲ့ဆင်းရဲတဲ့ဒေသကပြည်သူတွေကိုငွေကြေးနဲ့ဆက်ဆောင်စည်းရုံးပြီးအလုပ်လုပ်ငန်းစီးလက်ရှိတာကိုလည်းတွေ့ရှိရပါတယ်။ကျွန်တော်တို့ဆိုရအနေနဲ့အများပြည်သူများသိရှိနိုင်ဖို့အတွက်နိုင်ငံမတရားစားတွေကိုမတော်လောပါနဲ့ဥပဒေမဲ့ခိုးထုတ်ကအကြမ်းဖက်တဲ့လက်နက်ကိုင်တောင်းကျမှုတွေကိုထောက်ပံ့နေမှုကိုတိုက်ဖြတ်သွားမှာဖြစ်ကြောင်းလည်းအလေးနဲ့ထားပြောကြားလိုပါတယ်။
ပြည်သူ့တော်နာယကကြီးနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာကျွန်တော်တို့နိုင်ငံမှာလူဦးရေနှစ်စဉ်တိုးပွားနေပြီးအထူးသဖြင့်မြို့ပြနေလူဦးရေဟာတနေ့တခြားတိုးတက်မြန်မာလာတာကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်မြို့ကြီးတွေမှာလူဦးရေထိုးတက်လာတာနဲ့အတူမြို့ပြမှာဖွံ့ဖြိုးတိုးတက်ရေးနဲ့မြို့နေပြည်သူလူထုတွေရဲ့နေထိုင်မှုဘဝနဲ့ကျန်းမာသာနေထိုင်နေရေးတို့အတွက်လက်ရှိကြုံတွေ့ရတဲ့မြို့ပြဆိုင်ရာအခက်အခဲတွေအားသာချက်တွေနဲ့အားနည်းချက်တွေကိုလေ့လာစမ်းစစ်ဖော်ထုတ်သွားမှာဖြစ်ပြီးလိုအပ်ချက်တွေကိုလည်းဖြည့်ဆည်းဆောင်ရွက်တတ်နိုင်ဖို့စီစဉ်ဆောင်ရွက်လက်ရှိနေပါတယ်မြို့ပေါ်သားလှပရေးနဲ့ပတ်သက်ပြီးမြို့ပြတိုးချဲ့တည်ဆောက်ရေးကိုစီမံကိန်းတွေနဲ့အကောင့်တွေဖော်ဆောင်ရွက်တဲ့နေရာမှာရေမီးလမ်းနဲ့အခြေခံအဆောက်အအုံတွေကိုဖြည့်ဆည်းဆောင်ရွက်ဖို့နဲ့အဆင့်မီအရာတွေတည်ဆောက်ပေးဖို့မြို့ကွက်တွေဖော်ဆောင်ပေးတာနဲ့အညီအမှန်တကယ်ဆောက်လုပ်နေထိုင်ကြစေဖို့မြို့ပြတရားလှပရေးနဲ့ပတ်သက်ပြီးချက်မှတ်ထားတဲ့စီမံတရားစီမီစည်းကမ်းတွေနဲ့ညီနေထိုင်ကြဖို့ကြက်မှတ်ဆောင်ရွက်ရှိနေပါတယ်။ဒါတို့ကြက်မှတ်နိုင်ဖို့နဲ့ကုညီဆောင်နိုင်ဖို့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာလည်းစီမံတရားဝန်ကြီးဌာနတွေကိုလည်းဖွဲ့စည်းပေးထားပြီးဖြစ်ပါတယ်။မြို့ပြဖွံ့ဖြိုးရေးဖော်ဆောင်တဲ့နေရာမှာမြို့ဧရိယာကိုတိုးချဲ့ဖော်ထုတ်ခြင်းတဲ့ရေပေးဝေရေးလက်ရှိမီဆက်တွေရေးနဲ့လမ်းများဖောက်လို့ရမှာအကျိုးရှိနိုင်ဖို့နဲ့ကမ္ဘာမြို့ကြီးများကဲ့သို့ခင်းနေသည့်ထုံကြီးတဲ့မြို့ပြမှာအဖြစ်တည်ဆောက်နိုင်ရန်ကြိုးပမ်းသွားကြမှာလည်းဖြစ်ပါတယ်မြို့နေပြည်သူလူထုတွေအပန်းဖြေနားယူနိုင်ဖို့တဲ့နေရာတွေပြည်သူလူထုနဲ့သက်ဆိုင်တဲ့နေရာတွေကိုလည်းဖော်ဆောင်ပေးသွားကြမှာဖြစ်ပါတယ်ပြည်내နဲ့တိုင်းဒေသကြီးတွေကမြို့တော်တွေအားလုံးမှာအထူးတန်းပွဲကြီးစဉ်နဲ့ပြည်သက်9000ဆန့်နဲ့မီတာ400ပြေးလမ်းပါဘောလုံးကွင်းမိုးလုံးလီလုံးအားကစားရုံမိုးလုံးလုံးရေယူကန်တွေကိုလည်းပထမဆင့်မှာတိစောက်ပေးလျက်ရှိနေပါတယ်လူကြီးများပြတဲ့ခရိုင်မြို့ကြီးတွေမှာလည်းပွဲကြီးပြည်သက်3000ဝန်ဆန့်နဲ့မီတာ400ပြေးလမ်းပါဘောလုံးကွင်းများအဆင့်ပြတင်ဆောင်ရွက်ပေးလျက်ရှိနေပါတယ်ဗန္ဒငွေပေါ်မှာမူတည်ပြီးကြံခရိုင်မြို့နယ်တွေမှာလည်းဆက်လက်အကောင့်တွေပေါ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ခြေခံပင်ကြားကျောင်းတွေမှာလည်းတင့်တော်တဲ့အားကစားကွင်းတွေရှိနေဖို့တန်တင်ကျောင်းနဲ့ကိုက်ကြည့်တဲ့အခြေခံအဆောက်အအုံတွေပြည့်မီဖို့တွေလည်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိနေပါတယ်ပြည်တော်ထုတော်နာဂကြီးနဲ့ထုတော်ကိုယ်တော်ကြီးများခင်ဗျာရိုးရရင်ကျင်းမှုဆိုတာအလွန်နူးညံ့သိမ်မွေ့ပြီးဆွမ်းအားရှိတဲ့ soft power ဖြစ်တဲ့အတွက်ကြောင့်ဒါကိုထိန်းသိမ်းနိုင်ဖို့အတွက်ဆိုရင်တန်ဖိုးထားအလေးစားဂုဏ်ယူပြီးထာဝရတည်တံ့အောင်ကာကွယ်ဆောင်ရှောက်သွားမယ်ဆိုတဲ့ခိုင်မာတဲ့မျိုးချစ်စိတ်ဓာတ်တွေရှိဖို့လည်းလိုအပ်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံလိုက်လူမျိုးလိုက်မှာကိုယ်ပိုင်ယဉ်ကျေးမှုတွေရှိကြပါတယ်။ရည်တည်နဲ့ကိုကြားဦးကြားစဲနဲ့ကြည်ကြပ်ပြီးသိရှိနိုင်တယ်လို့နိုင်ငံနဲ့လူမျိုးအစဉ်တန်းကိုလည်းယဉ်ကျေးမှုကိုကြည့်ပြီးစံပြတိုင်းတာကြတာလည်းဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့မြန်မာယဉ်ကျေးမှုဟာနှစ်ပေါင်းထောင်ချီဖြစ်ထွန်းလာခဲ့တာဖြစ်ပြီးကိုယ်ပိုင်ယဉ်ကျေးမှုကိုယ်ပိုင်ဟန်ကိုယ်ပိုင်ဒလိတွေနဲ့ယဉ်ကျေးထက်တိုင်တည်တဲ့ခိုင်ခန့်လေးရှိနေပါတယ်။ဒါကြောင့်တိုင်းဒေသလူမျိုးတွေရဲ့ရိုးရာယဉ်ကျေးမှုအမှုပညာနဲ့အကလှတွေကိုလည်းဆက်လက်ထိန်းသိမ်းသွားကြမှာဖြစ်ပါတယ်။မြမတရုတ်မှာအမှုပညာဆိုတာမြို့ကြီးစေတဲ့ရှင်တန်ထက်တန်ရေးနဲ့ဇာတိတွေဇာတိမှာရှင်တန်မှုတို့ပေါ်မှာရှေ့ရှုဖြစ်ပေါ်လာတာဖြစ်ပြီးအမျိုးကုန်ဇာတိကိုမြင်မရေးကိုလည်းများတာအထောက်ကိုပြုစေပါတယ်။ခေတ်ဆက်တဲ့အမှုပညာရှင်တွေအနေနဲ့နိုင်ငံတိုးတက်ရေးအတွက်အစိုးရရဲ့မူဝါဒတွေပေါ်မှာမူတည်ပြီးလှုပ်ရှားဆောင်ရွက်ခဲ့ကြတာကိုလည်းတွေ့ရှိရပါတယ်။ဘိုးဘဘေဘင်းတို့ထားရှိခဲ့တဲ့တန်ဖိုးမဖြတ်နိုင်တဲ့နိုင်ငံရဲ့ရည်ချင်းမှုအမှုနှင်းတွေကိုနောက်သားမျိုးဆက်တွေဆင်ဆက်တားစီမြေးဆက်အထိလက်ဆင့်ကတည်ဆောင်ပြည်နယ်သားရှိသူတွေဟာနုပညာရှင်တွေပဲဖြစ်ပါတယ်။ခေတ်ဆက်တဲ့ပြည်သူလူထုကိုဖျော်ဖြေပေးတဲ့နေရာမှာလည်းမြန်မာယူရဒေသထုံးစံနဲ့အမျိုးသားရေးစရိုက်လက္ခဏာတွေကိုထိမ့်သိမ်းပြီးနိုင်ငံရဲ့ရည်စည်းကြောင်းပေါ်မှာပါလာအောင်ဆောင်ရွက်သူတွေဖြစ်တဲ့အတွက်နိုင်ငံတော်နဲ့ဒီမိုကရေစီရှောင်လန်းမှုမှာနုပညာရှင်တွေအနေနဲ့အမျိုးသားရေးစိတ်ဓာတ်နဲ့တက်ကြွကြပူးပေါင်းဆောင်ရွက်ပေးဖို့လိုအပ်ပါကြောင်းလည်းပြောကြားလိုပါတယ်။ခီးသားကဏ္ဍနဲ့ပတ်သက်ရင်လည်းကမ္ဘာနိုင်ငံမှာခီးသားလုပ်ငန်းကိုမိကုမထွက်တဲ့စက်ရုံတွေဖြစ်တင်စားပြီးအဓိကအားထားလှုပ်ဆောင်နေကြပါတယ်။ကျွန်တော်တို့ရဲ့အိန္ဒိယနိုင်ငံတွေမှာလည်းခီးသားလုပ်ငန်းနဲ့နိုင်ငံဘုံငွေများစွာတူတဲ့ရရှိကြတာကိုလည်းတွေးရှိရမှာဖြစ်ပါတယ်။ကျွန်တော်နိုင်ငံမှာငပလီချောင်းသားငွေဆောင်လိုတာယာလှပတဲ့ပြည်နယ်ကမ်းခြေတွေရင်းတော်ကြီးအင်းလေးကြိုက်ထီယိုဇောကပင်တို့လိုတဘာဝအေးအိုင်တောတောင်ရှုခင်းအလှတွေကမ္ဘာမွေနှစ်စင်းဝင်ရှေးဟောင်းရည်ကျင်းမှုနေမြေတွေဖြစ်တဲ့တရခိတ္တရာဗေဒနိုဟန်လင်းပကံတို့လိုမြို့သားအမွေနှစ်နေရာများမြန်မာနိုင်ငံကိုဂိုဒန်လန်လို့တင်စားလောက်စေတဲ့ဗုဒ္ဓဘာသာရဲ့အထင်ရှားရှေးဟောင်းယထာရှေးဟောင်းဖယားစီရီများပရဝန္တုလူသားမျိုးနွယ်ကိုစားပြုတဲ့ဒရမရည်ကျင်းမှုမူတည်ဖြစ်တဲ့မြန်မာတို့ရဲ့အတာတကြံပွဲတော်စတာတွေဟာခိတလုပ်ငန်းဖွံ့ဖြိုးဖို့တဲ့ရေကန်မြေကန်ခေါင်းတွေလည်းဖြစ်ပါတယ်ဒီရင်းမြစ်တွေကိုကြိုးရှိသုံးချပြီးတဘာဝနဲ့ရည်ကျင်းမှုအခြေခံခိတလုပ်ငန်းတွေကိုအကောင့်တွေဖော်ဆောင်နိုင်ဖို့ကြိုးစားဆောင်ရွက်လက်ရှိပါတယ်
တဘောတော်တော်တွေမှာတောင်းတက်ခြင်းဂျိုးတန်းစီးခြင်းတို့လိုစွန်းစားခီးသွွားလုပ်ငန်းတွေဖွံ့ဖြိုးလာစေဖို့လည်းဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။ခီးသွွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့အတွက်လက်တော်စားရောက်ဗီဇာခွင့်ပြုပေးထားတဲ့နိုင်ငံ6နိုင်ငံပြင်နိုင်ငံရေးအတွက်တိုးမြင့်ခွင့်ပြုတန်းနိုင်ဖို့လည်းဆောင်ရွက်လည်ရှိပါတယ်။ပြည်ခွင့်နဲ့ပတ်သက်ရင်လည်း e-visa စနစ်နဲ့ဝင်ရောက်နိုင်ဖို့နိုင်ငံမို့တရားကိုခွင့်ပြုပေးထားပြီးနိုင်ငံရေးအတွက်တိုးမြင့်နိုင်ရေးကိုလည်းညှိနှိုင်းဆောင်ရွက်လည်ရှိနေပါတယ်။ပြည်တော်သူတို့တော်နာယကနဲ့သူတော်ကိုယ်စားလှယ်ကြီးများခင်ဗျာနိုင်ငံတော်ရဲ့တည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးမှာတရားဥပဒေစိုးမိုးရေးကအခြေခံအကျဆုံးဗရဏအကျတဲ့အုံမြင့်ဖြစ်တဲ့အတွက်ဥပဒေအသိပညာလူတွေသိရှိနားလည်စေဖို့ကျွန်တော်ကိုယ်တိုင်ကျွန်တော်တို့ဆွေးနွေးပွဲကိုလမ်းညွှန်ချက်ပေးပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့တည်ဆဲဥပဒေကိုသိရှိနားလည်မှသာစီကံပြည့်ဝတဲ့လူအဖွဲ့အစည်းဖြစ်ပေါ်လာမှာလည်းဖြစ်ပါတယ်။2024-25ပြည်년တင်သစ်ကစပြီးအခြေခံပညာထက်တန်းအဆင့်မှာဥပဒေပညာကိုသင်ကြားပေးစီခဲ့တဲ့အတွက်ဥပဒေပညာအခြေခံသိရှိနားလည်ပြီးဖြစ်တဲ့ထက်တန်းကျောင်းသားကျောင်းသူပေါင်း8သိန်းခန့်ရှိနေပြီဖြစ်ပါတယ်။ဒါပြည်ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကတက္ကသိုလ်သီးသီးမှာလည်းဝိဇ္ဇာပိဥပဒေပညာပေးနိုင်တဲ့အထိတွင်းမြင့်ဆောင်ပေးလည်းရှိပါတယ်။မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့စွမ်းရည်နဲ့စွမ်းအားတွေမြင့်တင်ပေးခြင်းဖြင့်ပြည်တွင်းလူမျိုးရေးနဲ့တရားဥပဒေစိုးမိုးရေးဖော်ဆောင်ပေးလည်းရှိနေပါတယ်။သူတို့ပြည်နယ်မြေဒေသလိုက်မူရည်စေဝါတားဆီးနှိမ်နင်းရေးနဲ့အွန်လိုင်းလည်မှုလောင်းကစားမှု Golden Scam တိုက်ပြရေးတွေကိုလည်း PPCC ကန်တွေဖြည့်ရှင်းဖို့ညွှန်ကြားထားပြီးဖြစ်ပါတယ်။တရားဥပဒေစိုးမိုးရေးကိုထိခိုက်စေတဲ့အာဂတိလိုက်စားမှုတွေကင်းရှင်းစေဖို့အစိုးရအဖွဲ့ဝင်များနိုင်ငံဝန်ထမ်းများနဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းများအားလုံးစိတ်ထားမှန်ကန်စွာနဲ့လှုပ်ဆောင်ကြဖို့လည်းအထူးလိုအပ်ပါတယ်။ပြည်သူလူထုနဲ့ဇာတ်ရိုက်ထိတွေ့နေရတဲ့ရပ်ကွက်ကျွေးရအုပ်ချုပ်ရေးအဖွဲ့အစည်းတွေဟာဥပဒေကိုသိရှိနားလည်ပြီးအာဂတိကင်းရှင်းဖို့အထူးပင်အရေးကြီးလှပါတယ်။နိုင်ငံတော်အနေနဲ့တရားစီရင်မှန်တဲ့ဖြောင့်မစေခြင်းဥပဒေပညာအသိပေးမြင့်တင်ခြင်းနဲ့အာဂတိကင်းစင်တဲ့အုပ်ချုပ်ရေးတို့ကတဆင့်တရားဥပဒေစိုးမိုးရေးကိုခိုင်မာအောင်ကြိုးပမ်းဆောင်ရွက်ရှိပါကြောင်းလည်းပြောကြားလိုပါတယ်။ဒါပြင်အာဂတိလက်စားမှုတိုက်ဖျက်ရေးဟာလည်းနိုင်ငံတော်တည်ဆောက်ရေးနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်အဓိကဦးစားပေးလုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။ရခိုင်ဒီမိုကရေစီဒုတိယအစိုးရတက်တန်းကာလအတွင်းမှာတာဝန်ရှိသူများရဲ့မစင်မချင်းဆောင်ရွက်မှုမှနဲ့အာဂတိလက်စားမှုတွေကြောင့်နိုင်ငံတော်အနေနဲ့အမေရိကန်ဒေါ်လာ73.3 သန်းနဲ့မြန်မာငွေကျပ်26.1 ဘီလီယံကျော်ဆုံးရှုံးနေနိုင်ခဲ့ရပါတယ်။ကျွန်တော်တို့ဆိုရအနေနဲ့လုပ်ငန်းဆောင်မှုအားလုံးကိုလူထုတ်လူနည်းတဲ့ညီမမငန်းငန်းဆောင်ရွက်ပြီးဒီလိုဖြစ်ရမျိုးထပ်မှမဖြစ်ပွားစေဖို့တည်းလည်းအလေးနဲ့ထားဆောင်ရွက်နေပါတယ်။တန်ရှင်းသည့်အစိုးရကောင်းမွန်သည့်အုပ်ချုပ်မှုဖြစ်စေရေးကိုအဓိကရည်မှန်းချက်အဖြစ်ဆောင်ရွက်သွားမှာဖြစ်ပြီးအစိုးရဖွဲ့ဝင်များနိုင်ငံဝန်ထမ်းများနဲ့စီးပွားလုပ်ငန်းရှင်များအားလုံးအာဂတိတွေကင်းရှင်းစွာနဲ့နိုင်ငံတော်နဲ့ပြည်သူအကျိုးကိုအမှန်တကယ်ကျိုးပေါင်းဆောင်ရွက်ကြဖို့လည်းလိုအပ်ပါတယ်။ကျွန်တော်တို့ရဲ့စိတ်တွေစိတ်ဓာတ် mindset တွေကိုလည်းပြုပြင်ပြောင်းလဲမှုလိုအပ်မှာဖြစ်ပြီးနောက်သားတွေကိုလည်းအမွေဆိုးအဖြစ်မပေးမိစေခဲ့ဖို့အထူးသတိပြုကြမှာလည်းဖြစ်ပါတယ်။အာဂတိလက်စားမှုများမရှိစေဖို့အတွက်ပြည်ထောင်စုအဆင့်တိုင်းဒေသကြီးနဲ့ပြည်내အဆင့်များသာမကပြည်သူလူထုနဲ့ဓာတ်ရိုက်ထိတွေ့နေရတဲ့ရပ်ကွက်ချေးအုပ်ချုပ်ရေးအဖွဲ့အစည်းများပါအာဂတိကင်းရှင်းစေရေးစနစ်တကျကြောင်းမဲ့ဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်။ပြည်ထောင်စုထုတော်နာဂကြီးနဲ့ထုတော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာအွန်လိုင်းလိမ်လည်မှုအွန်လိုင်းလမ်းစားမှုတွေဟာလူများစုပေါ်မှာကျူးလွန်တဲ့ကြီးလေးတဲ့ရည်စည်းမှုတွေအဖြစ်ကျွန်တော်တို့အစိုးရကသတ်မှတ်ထားပါတယ်။ဒါကြောင့်ကျွန်တော်တို့အစိုးရအနေနဲ့လုံးဝလက်ခံခွင့်လွှတ်မှာမဟုတ်ပဲပြင်းပြင်းထန်ထန်နှင်းနှင်းချေမှုနဲ့ရှိနေပါတယ်။ဒီလိုနှင်းနှင်းတဲ့နေရာမှာပြစ်မှုကျူးလွန်သူများရဲ့69%ဟာပြည်ပနိုင်ငံသားတွေဖြစ်ပြီးအိန္ဒိယနိုင်ငံတွေကတည်းကကျွန်တော်တို့နိုင်ငံတွေကိုတရားမဝင်ဝင်ရောက်နေကြတဲ့ဖြစ်ကြောင်းလည်းတွေ့ရှိရပါတယ်။သူတို့အသုံးပြုတဲ့ Starlink အပါအဝင်ဆက်သွယ်ရေးပစ္စည်းတွေနဲ့ကွန်ပျူတာဆက်ဆက်ပစ္စည်းတွေဟာပြည်ပနိုင်ငံကနေတရားမဝင်တင်သွင်းခဲ့ကြတာပဲဖြစ်ပါတယ်။ငွေပေးချေမှုစနစ်တွေကလည်းနိုင်ငံခြားဘဏ်တွေနဲ့ကသာဓာတ်ရိုက်ချိတ်ဆက်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ဒါကိုမြန်မာနိုင်ငံကသာတာဝန်ရှိတဲ့ပုံစံမျိုးပြည်ပမီဒီယာတွေကကမ္ဘာသတင်းတွေမှာပုံဖော်တင်ပြနေတာကိုလည်းတွေ့ရှိရပါတယ်။ဒါပြင် online လမ်းစားမှုအကြောင်းပြုပြီးတော့မှတိုင်းဒေသနဲ့ကိုင်အဖို့စည်းတွေနဲ့အရှိမြောက်ဒေသမှာပြဿနာဖြစ်ပွားခဲ့ကတိုက်ပြည်အနေနဲ့လည်းများစွာပိတ်ဆက်ခဲ့ရပါတယ်။နိုင်ငံတော်ကမူလအခြေအနေတိုင်းပြန်လည်ဖြစ်စေဖို့တဲ့ညီလန်းမျိုးစုနဲ့ကျူးစာဆောင်ရွက်တော့မှာဖြစ်ပြီးတရုတ်နဲ့ထိုင်းနိုင်ငံပါဝင်မိတ်ဆွေနိုင်ငံများနဲ့လည်းပူးပေါင်းဆောင်ရွက်တော့မှာဖြစ်ပါတယ်။ယနေ့အထိ online လေးလေလောင်းကစားမှုကျူးလွန်သူနိုင်ငံပေါင်း58နိုင်ငံကပြည်ပနိုင်ငံသားတရားခံ9250ကိုဖမ်းဆီးပြီးတက်ဆက်နိုင်ငံတွေကိုလည်းပြည်နှင်ဆွဲပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်။ဒီထူးခြားလုပ်ငန်းတွေကျွန်တော်နိုင်ငံတွင်းမှာပြန်တဲ့အခြေမချနိုင်စေဖို့တဲ့တရားမဝင်ဆက်လုပ်ထားတဲ့အဆောက်အဦတွေကိုလည်းပြည်တိုင်ဖြိုချက်ဖြစ်စီရှင်းနေတာကိုလည်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ဆက်လက်ပြီးမူရစီဝါဟာတိုင်းရင်းသားလူမျိုးဆွဲတစ်ခုလုံးရင်ဆိုင်နေရတဲ့ပြဿနာဖြစ်တယ်ဆိုတာလည်း
သတိပြုဖို့လိုအပ်ကြောင်းလည်းအလေးနဲ့ထားပြောကြားလိုပါတယ်ကျွန်တော်တို့ဆိုအနေနဲ့လူသားမျိုးနွယ်ကိုလူညွတ်တုံးစီနိုင်တဲ့မူရစီဘွားကိုအမျိုးသားရေးအာဏာဖြစ်သတ်မှတ်ပြီးမူရစီဘွားတိုက်ဖြည့်လုပ်ငန်းတွေကိုလည်းအမျိုးသားရေးတာဝန်တရားပြခံယူပြီးတော့မှနိုင်ငံတော်မှမူရစီဘွားထုတ်လုပ်မှုနဲ့တရားမှုရောင်းဝယ်မှုတားဆီးကာကွယ်လုပ်ငန်းတွေကိုလည်းအင်တာအားနဲ့ PPC တွေစစ်စစ်မပြဆောင်ရွက်ရှိနေပါတယ်ကျွန်တော်အနေနဲ့ပြောကြားလိုတာကတော့မူရစီဘွားထုတ်လုပ်ရောင်းချခြင်းဟာငွေကြီးခေါ်ဝါချမှုလက်နဲ့မှောင်ခုမှုအကြမ်းဖက်မှုတွေကိုလည်းအထောက်ပံ့ဖြစ်စေတဲ့အတွက်နိုင်ငံတော်အတွင်းတည်ငြိမ်အေးချမ်းမှုကိုချင်းချော့တဲ့စင်ခမှုတွေဖြစ်ပါတယ် EAO အမည်ခံလက်နက်ကိုင်အချို့ပေါ်တဲ့အဓိကဘုံငွေရနေတဲ့လုပ်ငန်းဟာမူရစီဘွားလုပ်ငန်းဖြစ်ပြီးသူတို့တွေလုံးဝလက်မလွတ်နိုင်တဲ့အဓိကစီးပွားလုပ်ငန်းဖြစ်တဲ့အတွက်အခုအချိန်ထိဆက်လက်ထုတ်လို့ရောချနိုင်သေးတယ်ဆိုတာကိုလည်းတွေ့ရှိရပါတယ်ဒီလိုထုတ်လို့နိုင်တဲ့ခြင်းကိုလည်းထိရောက်စွာတရေဖော်ထုတ်ပြီးနှင်းနှင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်ပြည်တော်ထုတ်တော်နာယကနဲ့တို့တော်ကိုယ်တော်ကြီးများခင်ဗျာပါတီတော်ဒီမိုကရေစီစနစ်ခိုင်မာအောင်တည်ဆောက်နိုင်ဖို့အတွက်တက်ဆက်မဲဆန္ဒနယ်680နယ်မှာရွေးကောက်ပွဲများအောင်မြင်စွာကျင်းပပြီးတို့တော်ကိုယ်တော်1025ဦးကိုရွေးချယ်တင်မြှောက်ပေးနိုင်ခဲ့ပါတယ်ယခုခါမှာပြည်သူ့ထုတ်တော်အမျိုးသားထုတ်တော်နဲ့တန်းဒေသကြီးတို့မှပြည်နယ်ထုတ်တော်အသီးသီးမှာလည်းပြည်သူတို့ကရွေးချယ်တင်မြှောက်ပေးခဲ့တဲ့ထုတ်တော်ကိုယ်စားလှယ်များကဥပဒေပြုရေးနဲ့ပြည်သူ့ဆန္ဒနဲ့ဖြစ်စည်းပေးတာဝန်တွေကိုထမ်းဆောင်နေတာကိုလည်းဂုဏ်ယူဖွယ်ရာတွေ့မြင်ရပါတယ်ပြည်တော်သူအစစ်အဖွဲ့အစည်းတွေမှာဖွဲ့စည်းရမှာလက်လက်သွားတဲ့လွှတ်တော်ကိုယ်စားလှယ်နေရာများနဲ့ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့တဲ့မဲဆန္ဒတွေရဲ့လွှတ်တော်ကိုယ်စားလှယ်နေရာများတွေမဲအများဆုံးယူအနိုင်ယူစနစ် FPTP နဲ့ဂျာဘတ်ရွေးကောက်ပွဲကျင်းပပြုလုပ်ပေးရမယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်89နယ်မြို့သားလွှတ်တော်မဲဆန္ဒနယ်15နယ်တိုင်းဒေသကြီးတို့မှပြည်နယ်လွှတ်တော်မဲဆန္ဒနယ်68နယ်စုစုပေါင်းမဲဆန္ဒနယ်190နယ်မြို့နယ်102မြို့နယ်တို့မှာသက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲများဥပဒေနဲ့အညီ2029ခုနှစ်တွင်ဂျာဘတ်ရွေးကောက်ပွဲများပြုလုပ်နိုင်ဖို့အတွက်လည်းမဲဆန္ဒရှင်စည်းများပြုစုခြင်းမဲပေးစင်များဖြန့်ခွင့်နိုင်ရေးကြိုတင်စည်းရင်းဆောင်ရွက်ခြင်းအစရှိတဲ့ရွေးကောက်ပွဲအကျိုးလုပ်ငန်းစဉ်တွေကိုလည်းပြည်တော်သူရွေးကောက်ပွဲကော်မရှင်နဲ့ကြိုတင်ပြင်ဆင်ဆောင်ရွက်နေကြောင်းလည်းသတင်းစကားပါလို့ပါတယ်ပြည်တော်သူထွတ်တော်နာယကကြီးနဲ့ထွတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာညီကုန်းချုပ်အနေနဲ့ပြောကြားလိုတာကတော့ယနေ့မိမိတို့အစိုးရတာဝန်ယူခဲ့တဲ့ရပ်ပေါင်း100ကာလဟာနိုင်ငံတော်ရဲ့အနာဂတ်အတွက်ခိုင်မာတဲ့အခြေခံအုတ်မြစ်တွေကိုစတင်ချက်မှန်နေတဲ့တမန်ဝင်ကာလတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးဆိုတဲ့ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကိုလက်ကင်ထားပြီးဂါနာဆိုမှာအရှိန်ဟုန်နဲ့ဆောင်ရွက်ရရှိနေပါတယ်ကျွန်တော်တို့ဆိုရဟာနိုင်ငံတော်နဲ့ပြည်သူကပေးရလာတဲ့တာဝန်တွေကိုတက်စာရှိရှိကြေကြေပြွန်ပြွန်ထမ်းဆောင်တော်မှာဖြစ်ပါတယ်ဒီလိုတာဝန်ထမ်းဆောင်နေရမှာပါတီစုံဒီမိုကရေစီစနစ်ခိုင်မာအောင်တည်ဆောက်ရေးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးပြည်သူလူထုရဲ့လူမှုစီးပွားဘဝမြင့်တင်ရေးစတဲ့ကိစ္စရပ်တွေကိုကျွန်တော်ခေါင်းဆောင်တဲ့အစိုးရအဖွဲ့ကဥတီချက်ရည်မှန်းချက်တွေချမှတ်ပြီးအကောင်းဆုံးဆောင်ရွက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့စူးစီးညွှန်ညွှန်တဲ့ပြည်တော်စုကြီးမဖြစ်အောင်တိစောက်အကောင့်တွေပေါ်ဆောင်သွားကြဖို့အဓိဋ္ဌာန်ချမှတ်ထားပါတယ်ကျွန်တော်တို့ရင်ဆိုင်နေရတဲ့စင်ခုံမှုတွေနဲ့အခက်အခဲတွေဟာဘလောက်ပဲကြီးမားနေပါစေပြည်ရင်အားဒီပြည်တွင်းမှာရှိသည်ဆိုတဲ့ဆောင်းဖို့အတိုင်းပြည်သူနဲ့အစိုးရဟာမစုံမနစ်တဲ့ဇွဲလုံးသားတွေနဲ့လွယ်ညီညီဆောင်ရွက်သွားမယ်ဆိုရင်ဒီခက်ခဲတွေကိုအခွင့်အလမ်းပြပုံဖော်ဆောင်ရွက်နိုင်မှာဖြစ်တယ်ဆိုတာကျွန်တော်ကောင်းတာယုံကြည်ပါတယ်ကျွန်တော်တို့ဆိုရအနေနဲ့ပြည်သူလူထုရဲ့ဆန္ဒနဲ့ညီဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုနိုင်ငံတော်တစ်ကိုတည်ဆောက်သွားမှာဖြစ်ပါတယ်ဒီလိုတည်ဆောက်တဲ့နေရာမှာအတွေးခေါ်တွေနောက်ကျမှကြံရည်စေဖို့လဲကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်နိုင်ငံတော်တစ်တည်ဆောက်ရေးကိုအရှင်ရအောင်ကျွန်တော်အနေနဲ့2နှစ်အချိန်ယူပါမယ်အချိန်ဝင်တဲ့တည်ဆောက်မှုလဲ3နှစ်အချိန်ယူဆောင်ရွက်သွားပါမယ်ပြည်သူလူထုတရားလုံးကလည်းကျွန်တော်နဲ့တူကဏ္ဍအသီးသီးမှာတက်ကြွတာပါဝင်ကူညီပေးကြဖို့အလေးနဲ့တိုက်တွန်းရင်းညီကုန်းချော့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ